အဲ့တော့အသင်းတော်အောင်မြင်ဖို့တရားသိတဲ့လုပ်နေရမှာမဟုတ်ပါဘူး။တင်းရဲ့အောင်မြင်ခြင်းတွေတင်းတော်ရ။တင်းရဲ့တန်ရှင်းခြင်းတွေတင်းတော်ရဲ့တန်ရှင်းခြင်းတွေ။တင်းရဲ့မင်္ဂလာရှိခြင်းတွေတင်းတော်ရဲ့မင်္ဂလာရှိခြင်းတွေ။တင်းရဲ့ဘုရားဘုန်းထင်ရှားခြင်းတွေတင်းတော်ရဲ့အသင်းတော်ဆိုရဲစကလုံးပေါ့နော်အသင်းတော်လို့ပြောတဲ့အခါမှာဖះเจ้าနဲ့အသင်းတော်ကိုကျွန်တော်တို့꿰ဖို့လို့အဲ့တော့အသင်းတော်ဆိုတာဖះเจ้าမဟုတ်ဖះเจ้าဆိုတာလူဆောက်တာအသင်းတော်ဆိုတာဖះဆောက်တာဖြစ်တယ်ဆိုတော့အသင်းတော်ဆိုတာအသက်ကြောက်ဆိုရဲယုံကြည်သူတွေနဲ့တည်ဆောက်ထားတာဖြစ်တယ်အဲ့တော့စစ်မှန်တဲ့အသင်းတော်ရဲ့အောင်မြင်မှုသည်ယုံကြည်သူတယောက်ချင်းစီတိုင်းနဲ့ယုံကြည်သူမိသားစုတိုင်းရဲ့အောင်မြင်ခြင်းဖြစ်တယ်ဆိုတော့ဒီနေ့အဲ့ဒီအောင်မြင်ခြင်းနဲ့ဆက်ဆိုင်တဲ့အရာတွေဒီအောင်မြင်ခြင်းကိုစီးတားတဲ့အရာတွေကိုကျွန်တော်တို့စဉ်းစားရအောင်ဒီကော39ကျမ်းစာအုပ်ရှိတဲ့သူတွေကျွန်တော်နဲ့အတူလိုက်ကြည့်လို့ရတယ်ထိုးပေးတာကတော့ကျမ်းစာအုပ်မယူလာတဲ့သူတွေအတွက်ပေါ့နော်ဒီနေ့ကျွန်တော်တို့နော်ခေတ်ကာလနည်းနည်းပြောင်းလာတဲ့အခါမှာကျမ်းစာအုပ်မယူလာတာကအကျင့်လို့ဖြစ်နေပြီကျွန်တော်တို့အဲ့ဒီအချင်းကိုမကြိုက်ဘူးပုံဝင်လင်းလင်းပြောရရင်တော့နော်ကားတိုင်းထမ်းဖို့ဖះကမှာထားတယ်ကျွန်တော်တို့ကကျန်းစာအုပ်တော်မတည်ခြင်းဘူးဆိုတာတော့ဒါမှန်ကန်တဲ့နှလုံးသားမဟုတ်ဘူးဆိုတာကိုသိစေခြင်းနဲ့ကျွန်တော်ဒီလိုပြောတဲ့အခါမှာတချို့တွေကကြိုက်ချင်မှကြိုက်နော်ဒါပေမဲ့ဒါဟာကျွန်တော်တို့အသက်တာမှာပြန်ပြီးဆင်ခြင်ရမယ့်အရာဖြစ်တယ်ကျွန်တော်အားလုံးမတက်ရက်ပြီးတော့မှဒီနှုတ်ကပတ်တော်ကိုကျွန်တော်ဝန်ခံရ1 2 3အကျဉ်သူသည်ဖះခင်ဤဗိမာန်တော်ကိုဖျက်ဆီး၏ထိုသူကိုဖျားခင်ဖြည့်ဆည်းတော်မူလိမ့်မည်ဖျားခင်ဤဗိမာန်တော်သည်တန်ရှင်းရ၏သင်တို့သည်လည်းထိုဗိမာန်တော်ဖြစ်ကြ၏ဖျားခင်ဒီနှုတ်ကပတ်တော်အဖြစ်ရောက်ဆောင်စကားပြောပါစေအားလုံးထိုင်အောင်ဒီနေ့နောက်ဆုံးရှင်ဘောလူပြောတဲ့ဒီကျမ်းပိုက်ရဲ့နောက်ဆုံးအကြောင်းမှာဘယ်လိုရေးထားလဲဆိုသင်တို့သည်လည်းထိုဗိမာန်တော်ဖြစ်ကြ၏သင်တို့သည်လည်းပုံကိုယ်တွေကိုပြောတာကျွန်တော်တို့ယုံကြည်သူတယောက်ချင်းစီတိုင်းကိုပြောတာဖြစ်တယ်အဲ့တော့ဗိမာန်တော်လို့ပြောရင်ဖခင်ရဲ့အိမ်တော်လို့ပြောရင်ဓမ္မဟောင်းမှာတော့ဖခင်ရဲ့အမိန့်တော်နဲ့ဖခင်ရဲ့ဟလာအတီးပြုချက်နဲ့ဖခင်ရဲ့ညွှန်ကြားချက်နဲ့တိဆောက်တဲ့ဟလာရှောလမုန်အဖြစ်တိဆောက်တဲ့အဆောက်အုံဖြစ်တယ်ဒါကပုံရိပ်ဖြစ်ပြီးတော့မှဓမ္မတိရောက်လာတဲ့အခါမှာတော့ဗိမာန်တော်ဆိုတာကျွန်တော်တို့ဖြစ်တယ်ဒါကျွန်တော်တို့အမြဲတမ်းကျွန်တော်တို့သိပြီးသားဖြစ်တယ်အဲ့တော့ဖခင်ရဲ့အိမ်တော်ဖခင်ရဲ့အသင်းတော်ဖခင်ရဲ့ဗိမာန်တော်လို့ပြောရင်ဖခင်เจ้าနဲ့မမားဖို့လို့အဲ့တော့ကျွန်တော်တို့ဒါဆိုရင်ဟလာဖះเจ้าကိုတန်ရှင်းအောင်မထားရဘူးလားဖះเจ้าကအရေးကြီးပါတယ်ဒါပေမဲ့ဖះเจ้าထဲမှာနေတဲ့သူတွေတန်ရှင်းရင်ဖះเจ้าကလိုတန်ရှင်းလာတယ်ဖះเจ้าထဲမှာစုဝေးတဲ့လူတွေတန်ရှင်းရင်အဲ့ဒီဖះเจ้าတန်ရှင်းလာဖို့မခတ်တော့ပြောချင်တာကဘာလဲဆိုဖះเจ้าကနောက်မှဖះရဲ့ဗိမာန်တော်ကအရင်ဖြစ်တယ်အဲ့ဒီဗိမာန်တော်ဒီကျွန်တော်တို့ဖြစ်တယ်အဲ့တော့အဲ့ဒီတန်ရှင်းခြင်းနဲ့ဆက်ဆိုင်ပြီးတော့မှအပေါ်မှာဗာပြောထားလဲဆိုရင်အကျဉ်သူသည်ဖျားသခင်ဗိမာန်တော်ကိုဖျက်ဆီးတယ်ဒါဆိုရင်နဲ့ထိုသူကိုဖျားသခင်ဖျက်ဆီးတော်မူလိမ့်မယ်ဘယ်သူမဆိုဖျားရဲ့အိမ်တော်ဖျားရဲ့အသင်းတော်ဖျားရဲ့ဗိမာန်တော်ကိုသူ့ရဲ့မူရင်းစကားကနော်ပထမစကားလုံးကညစ်ညူးစေတယ်တဲ့ defile နော် defile ဒါပေမဲ့စကားနှလုံးကိုဆရာယူတဲ့တန်ကတော့တစ်မျိုးတည်းသုံးထားတယ်ညစ်ညူးစေရင်တဲ့ဖျားသခင်ကအဲ့ဒီသူကိုဖျက်ဆီးမယ်အဲ့အသင်းတော်ရဲ့အောင်မြင်ခြင်းဟာဒီဖះเจ้าကြီးဘယ်လောက်ကောင်းသလဲဆိုတာနဲ့မဆိုင်အသင်းတော်ရဲ့အောင်မြင်ခြင်းဟာဒီဖះเจ้าမှာပတ်စံဘယ်လောက်ရှိသလဲဆိုတာနဲ့မဆိုင်အသင်းတော်ရဲ့အောင်မြင်ခြင်းဟာဒီဖះเจ้าမှာဘယ်လောက်ထိတရားဟောကောင်းတဲ့ဆရာတွေရှိသလဲဆိုတာနဲ့မဆိုင်အသင်းတော်ရဲ့အောင်မြင်ခြင်းဟာဒီအသင်းတော်ထဲမှာအဝင်ဖြစ်တဲ့ယုံကြည်သူတယောက်ချင်းစီတိုင်းမိသားစုတစုစီတိုင်းဟာဖះနှစ်သက်တဲ့တန်ရှင်းခြင်းရှိနေခြင်းနဲ့ဆိုင်တယ်အဲ့ဒီအောင်မြင်ခြင်းရဲ့သက်သေရပါလဲကျွန်တော်တို့အမြဲတမ်းကျွန်တော်မှတ်ထားရမှာကယုံကြည်သူတရားရဲ့အောင်မြင်ခြင်းဟာလောကအောင်မြင်ခြင်းနဲ့မတိုင်းတာရလောကအောင်မြင်ခြင်းကတော့သူစီးပွားရေးမှာဘယ်လောက်ထိဟလာအဆင်ပြေသလဲသူ့ရဲ့ဝင်ငွေဘယ်လောက်ကောင်းသလဲသူနေတဲ့အိမ်ဘယ်လောက်ကောင်းသလဲသူစီးတဲ့ကားဘယ်လောက်ကောင်းသလဲ
သူ့မှာယာတုဘယ်လောက်ရှိလဲသူ့ရဲ့ဂုဏ်ဒရက်ကဘယ်လောက်ရှိလဲသူ့ရဲ့ကြော်ကြားမှုကဘယ်လောက်ရှိလဲဒါအောင်မြင်ခြင်းကိုတိုင်းတာတဲ့လောကရဲ့စံနှုန်းတွေဖြစ်တယ်ဝမ်းနဲ့စရာကောင်းတာကအဲ့ဒီစံနှုန်းတွေဟာအခုအသင်းတော်ထဲရောက်လာအဲ့တော့ခရစ်တော်ရဲ့အောင်မြင်ခြင်းကိုကျွန်တော်တို့ကြည့်တဲ့အခါမှာခရစ်တော်ရဲ့အောင်မြင်ခြင်းမှာရုပ်ဝတ္ထုနဲ့ပတ်သက်ပြီးပြစရာဘာတစ်ခုမှမရှိနော်အိမ်လည်းပြစရာမရှိအဝတ်စားလည်းပြစရာမရှိပြစရာမရှိဘူးဆိုတာတဲ့မပြဘူးလို့ပြောရင်လည်းပုံမှန်လိုက်မှာရှိရင်လည်းရှိမယ်ဒါပေမဲ့ခရစ်တော်သူ့ရဲ့အောင်မြင်ခြင်းကိုအဲ့ဒါတွေနဲ့သက်သေမထူသွားဘူးသူ့ရဲ့အောင်မြင်ခြင်းသည်ယုံကြည်သူ့ကိုယုံကြည်တော်သူတွေကယ်တင်ခြင်းရခြင်းနဲ့သက်သေထူတယ်သေခြင်းကိုအောင်မြင်ခြင်းနဲ့သက်သေထူတယ်အဖရဲ့အလိုတော်ပြည့်စုံခြင်းအဖြစ်သက်သေထူတယ်အဲ့တော့အဲ့ဒီအရာကကျွန်တော်တို့အသင်းတော်မှာရှိရမယ့်အရာဖြစ်တယ်ဒါပေမဲ့အသင်းတော်လို့ပြောရင်ကျွန်တော်ယုံကြည်သူတယောက်ချင်းစီတိုင်းမှာမရှိရင်အသင်းတော်စီမှာရှိလာစရာအကြောင်းမရှိအဲ့တော့ယုံကြည်သူတယောက်ချင်းစီတိုင်းမှာယုံကြည်သူမိသားစုတိုင်းမှာအခုဒီမှာလာစုဝေးကြတဲ့မိသားစုတိုင်းမှာအောင်မြင်ခြင်းမရှိဘူးဆိုရင်အဲ့ဒီစုဝေးတဲ့သူတွေရဲ့အသင်းတော်ဟာလည်းအောင်မြင်ခြင်းမရှိနိုင်ဒါဆိုရင်အ ਨੇ ဆုံးအောင်မြင်ခြင်းကိုကျွန်တော်တို့ဘယ်လိုသိနိုင်လဲဒီမိသားစုဟာဒီယုံကြည်သူမိသားစုဟာဒီအသင်းတော်ဟာအောင်မြင်တယ်ဆိုတာဘာနဲ့အသက်သေထူနိုင်လဲဘာနဲ့ကျွန်တော်တို့မြင်နိုင်တယ်လဲအဲ့ဒီအိမ်တော်မှာညီသက်ချင်းဘယ်လောက်ထိရှိလဲဝမ်းမြောက်ခြင်းဘယ်လောက်ထိရှိလဲဖခင်ရဲ့တန့်ရှင်းခြင်းဘယ်လောက်ထိနေရာရတယ်ဖခင်ရဲ့တမန်တရားဘယ်လောက်ထိနေရာရတယ်ဖခင်ရဲ့မျက်မှောက်တော်ဖခင်ရဲ့ဝိညာဉ်တော်ကဘယ်လောက်ထိအလုပ်လုပ်ခွင့်ရတယ်ဒီနေ့ကျွန်တော်တို့တချို့ယုံကြည်သူတွေအိမ်မှာဘာတွေတွေ့ရလဲပစ္စည်းတွေအကောင်းစားရှိတယ်ဒါပေမဲ့အိမ်ထဲမှာငြိမ်သက်ခြင်းမရှိအိမ်ထဲမှာဝမ်းမြောက်ခြင်းမရှိပူလောင်နေတယ်တာသမီတွေနဲ့ပတ်သက်ပြီးလဲဟလားပူလောင်နေရတယ်ရှေ့ရည်တွေနဲ့ပတ်သက်ရင်လည်းအများနဲ့ပူလောင်လောဘဒေါသတွေနဲ့လည်းအများနဲ့ရှုပ်ထွေးနေလောကကဟလားလိုအပ်တယ်လို့သတ်မှတ်ထားတဲ့အရာတွေတော့ရှိနေပေမဲ့ဝိညာဉ်ထဲမှာဖျားရှိစေခြင်းနဲ့စိတ်လုံးထဲမှာဖျားရှိစေခြင်းနဲ့အရာတွေဆင်းရဲနေတယ်အဲ့ဒါဆုံးရှုံးခြင်းပဲလောကကြီးမှာယောဝတ္ထုချမ်းသာတဲ့သူတွေဟာယောဝတ္ထုချမ်းသာတဲ့ခရိယန်တွေကိုကြည့်ပြီးတော့ခရစ်တော်ကိုစိတ်ဝင်စားလာစရာအကြောင်းမရှိဘူးသူတို့ယောဝတ္ထုကမပေးနိုင်နဲ့ငွေကြေးကမပေးနိုင်နဲ့ကြော်ကြားမှုကမပေးနိုင်နဲ့ဖခင်ကသာပေးနိုင်တဲ့ညီသက်ဝမ်းမြောက်ခြင်းနဲ့ရှင်လန်းခြင်းနဲ့ဖခင်ရဲ့တန်ရှင်းခြင်းဖခင်ရဲ့ဖြောင့်မတ်ခြင်းတက်တည်ထင်ရှားလာတဲ့အခါအဲ့ဒီအခါကျမှခရစ်တော်စိတ်ဝင်စားမှာဘာကြောင့်လဲအဲ့ဒါဟာလောကကမပေးနိုင်တဲ့အရာတွေဖြစ်တယ်ငွေကြေးကမပေးနိုင်တဲ့အရာတွေဖြစ်တယ်ကြော်ကြားမှုကမပေးနိုင်တဲ့အရာတွေဖြစ်တယ်ဒီနေ့ကျွန်တော်တို့ကိုမိသားစုကိုပြန်စစ်ဆေးကြည့်ပါငါတို့အိမ်တော်မိသားစုမှာစစ်မှန်တဲ့ဖခင်ပေးတဲ့ညီသက်ခြင်းရှိလားဖခင်ပေးတဲ့ဝမ်းမြောက်ခြင်းငါတို့မိသားစုမှာရှိလားဖခင်ပေးတဲ့တန်ရှင်းခြင်းငါတို့မှာရှိလားတမန်တရားနဲ့ညီတဲ့မင်္ဂလာငါတို့မိသားစုမှာရှိရလားအေးအဲ့ဒါရှိရင်သင်မိသားစုဒီအောင်မြင်သောမိသားစုဖြစ်တယ်အာမင်အဲ့ဒါကိုတောင်းတပါအဲ့ဒါကိုလိုလားပါကျွန်တော်ပြောတာပတ်စံမရှိရလို့မပြောအိမ်ကောင်းကောင်းနဲ့မနေရဘူးလို့လည်းကျွန်တော်မပြောအိမ်ကောင်းကောင်းနဲ့နေပြီးတော့မှတစ်ချိန်လုံးစိတ်တက်ကြစိတ်ဆင်းရဲနေရတဲ့သူတွေအများကြီးရှိတယ်ဒါတွေဟာကျွန်တော်တို့တောက်လျှောက်သတင်းတွေမှာလည်းမြင်တွေ့နေရတဲ့အရာဖြစ်တယ်နာမည်ကြော်ကြားပြီးတော့မှအင်မတန်ချမ်းသာကြွယ်ဝပြီးတော့မှပူလောင်နေတဲ့သူတွေအများကြီးရှိတယ်အဲ့ဒါဘာကိုပြလဲဒီရုပ်ဝတ္ထုပစ္စည်းနဲ့ဆိုင်တဲ့ဟလားတိုးတက်မှုတွေဟာကျွန်တော်တို့နှလုံးသားကတောင်းတနေတဲ့စစ်မှန်တဲ့ညီသက်ဝမ်းမြောက်ခြင်းကိုအာမခံနိုင်ဘူးဆိုတာကိုပြတယ်အဲ့တော့ကဲဒါဆိုရင်ကျွန်တော်တို့ဒီအရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နှုတ်ကပတ်တော်ကသိစေခြင်းနဲ့အောင်မြင်ခြင်းနဲ့ဆိုင်တဲ့အရာကိုကျွန်တော်တို့စဉ်းစားရအောင်အဲ့ဒီဓမ္မဟောင်းကနေစလို့ဓမ္မသစ်ထိပေါ့နော်ယုံကြည်သူတွေဖျားကိုကိုးကွယ်တဲ့သူတွေရဲ့အသက်တာထဲမှာစစ်မှန်တဲ့တိုက်ပွဲတွေကြုံရတိုင်းတိုက်ပွဲရဲ့အဖြေဟာသူတို့ဘလောက်ထိစစ်တိုက်ကြွလဲဆိုတာ ਨੇ ဘယ်တော့မှမဆိုင်အဲ့ဒါကဣသရေလလူမျိုးစပြီးအေဂုတ္တုပြည်ထွက်ကြတဲ့ကဟိုးဟလားဘယင်တွေနိုင်ငံတော်တွေတည်ထောင်လာတဲ့အထိအဲ့တိုင်းပဲဒီတိုင်းပဲသူ
သူတို့ဘလောက်ထိတော်တယ်လဲသူတို့ဘလောက်ထိစစ်တိုက်နိုင်တယ်လဲသူတို့မှာစစ်အင်အားဘလောက်ကြီးတယ်လဲဆိုတာ ਨੇ သူတို့ရဲ့စစ်နိုင်ခြင်းကဘယ်တော့မှမဆိုင်ဘာနဲ့ပဲဆိုင်လဲဆိုရင်သူတို့တိုက်ပွဲတိုက်တဲ့အခါမှာအဲ့ဒီတိုက်ပွဲဒီနံပါတ်1ဖျားအလိုတော်နဲ့ညီတဲ့တိုက်ပွဲဟုတ်သလားနံပါတ်2အဲ့ဒီတိုက်ပွဲထဲမှာဖျားကိုတော်တိုင်းပါသလားဒါနဲ့ပဲဆိုင်တယ်အထက်မြတ်ကျမ်းထဲမှာ repeat တဲ့အရက်မှာရေထွက်လာပြီးတော့အာမလက်လူမျိုးတွေနဲ့စစ်တိုက်ရတဲ့အခါမှာအောက်မှာယောရှုတို့စစ်တိုက်ဒါပေမဲ့တကယ်တမ်းစစ်အောင်နဲ့မအောင်ဘူးဆိုတာကယောရှုတို့ဘယ်လောက်တိုက်နိုင်တယ်လဲဆိုတာ ਨੇ မဆိုင်မဲနဲ့မောရှေအပေါ်မှာလက်ဘယ်လောက်မြောက်နိုင်လဲဆိုတာ ਨੇ ပဲဆိုင်မောရှေလက်ကြတာနဲ့စစ်ရှုံးတော့တဲ့အဲ့တော့ဘေးနာအာရုံနဲ့ဟူရာကလာပြီးတော့မှလက်ကိုမရတယ်အဲ့တော့ဒါဟာကျွန်တော်တို့နားလေလိုက်သင်ဟာယုံကြည်သူဖြစ်ရင်ဒါကိုကျွန်တော်တို့လက်ကိုခံကိုခံရမယ်အဲ့ဒါလက်မခံနိုင်ကျွန်တော်ယုံကြည်သူမဟုတ်ဘူးဒီပြပါလဲကျွန်တော်တို့ယုံကြည်သူအသက်တာရဲ့အောင်မြင်ခြင်းဟာကျွန်တော်တို့ဘယ်လောက်တော်တယ်လဲကျွန်တော်တို့ဘယ်လောက်ထက်တယ်လဲကျွန်တော်တို့ထဲမှာဘယ်လောက်ထိရုပ်ဝတ္ထုပိုင်းဆိုင်ရာပိုင်ဆိုင်မှုတွေရှိတယ်လဲဘယ်လောက်ထိကျွန်တော်တို့ဉာဏ်ပညာတွေကောင်းတယ်လဲဆိုတာ ਨੇ လုံးဝမဆိုင်အဲ့ဒါတွေမရှိရဘူးလားရှိဖို့လိုပါတယ်အောက်မှာယောရှုတို့စစ်တိုက်ရတာပဲတိုက်ရတယ်ဒါပေမဲ့အဲ့ဒီစစ်တိုက်နိုင်ခြင်းဟာတကယ်အောင်မြင်ခြင်းရဲ့အကြောင်းရင်းမဟုတ်ဘူးဆိုတာတော့ကျွန်တော်လက်ခံရမယ်တကယ်အောင်မြင်ခြင်းရဲ့အကြောင်းရင်းကဘာလဲအဲ့ဒီအရာကိုအဆုံးဖြတ်ပေးပိုင်နဲ့ပေးနိုင်တဲ့ဖျားဖြစ်တယ်အဲ့ဖျားစကားကိုဝန်ခံခြင်းကပဲတကယ်စစ်မှန်တဲ့အောင်မြင်ခြင်းကိုအဆုံးဖြတ်ပေးတယ်ဆိုတာကိုကျွန်တော်တို့တွေ့ရတယ်အဲ့ဒီဖျားစကားကိုမဝန်ခံဘူးဆိုရင်ဘယ်လောက်ပဲတော်ဘယ်လောက်ပဲကျွမ်းစစ်ရှုံးတာပဲဒါကျွန်တော်တို့စံစာတစ်လျှောက်ကိုကြည့်လိုက်တွေ့ရတယ်အဲ့တော့အဓိကကျွန်တော်တို့ဒီမှာဘာသိရမလဲဆိုရင်ငါတို့မိသားစုငါတို့အသက်တာငါတို့ရဲ့အသင်းတော်စစ်မှန်တဲ့အောင်မြင်ခြင်းရှိဖို့ဘာလို့တလဲဖခင်ကျွန်တော်တို့နဲ့အတူမွေးလျော်ခြင်းရှိဖို့ပဲလို့တယ်အာမင်အဲ့တော့ကျွန်တော်တို့ကအမြဲတမ်းကျွန်တော်တို့မျက်မှောက်တော်မှာမွေးလျော်တယ်လို့ကျွန်တော်တို့ပြောလေးရှိတယ်ဒါပေမဲ့ကျွန်တော်တို့မေ့နေတာကနံပါတ်1ကျွန်တော်တို့တကယ်စစ်မှန်တဲ့မျက်မှောက်တော်မှာကျွန်တော်တို့မွေးလျော်နိုင်ဖို့ဆိုရင်နံပါတ်1လို့တာကျွန်တော်တို့ရဲ့မွေးလျော်ခြင်းမဟုတ်ဘူးဖခင်ကကျွန်တော်တို့နဲ့အတူမွေးလျော်ခြင်းဖြစ်တယ်ဖခင်ကကျွန်တော်တို့နဲ့အတူမွေးလျော်မှစစ်မှန်တဲ့မျက်မှောက်တော်ကျွန်တော်တို့မှာရှိတာစစ်မှန်တဲ့မျက်မှောက်တော်ရှိမှစစ်မှန်တဲ့မွေးလျော်ခြင်းဆိုတာရှိလာတာအဲ့တော့ဖခင်ကကျွန်တော်တို့နဲ့အတူမွေးလျော်ခြင်းရှိဖို့ဘာလို့တလဲဒီနေ့ကျွန်တော်တို့မိသားစုတွေအားလုံးကိုပြန်ပြီးစစ်ဆေးဖို့လိုတယ်ငါတို့အိမ်မှာငါတို့မိသားစုထဲမှာဖခင်မွေးလျော်ရလားငါတို့မိသားစုရဲ့အသက်ရှင်ခြင်းဟာဖခင်ကိုကြည်နပ်စေရလားကျွန်တော်အမြဲတမ်းမိသားစုနဲ့ထည့်ပြောတယ်ဆိုတာသတိထားပါဒီနေ့ကျွန်တော်တို့ဒီနေ့ခေတ်ကာလမှာဘာတွေတွေ့နေရလဲဆိုရင်မိဘတွေကဖခင်နဲ့ပတ်သက်ပြီးတော့စိတ်အားကြီးပေမဲ့သားသမီးတွေနဲ့ပတ်သက်လာရင်သားသမီးတွေကိုဖခင်ရဲ့မျက်မှောက်တော်ထဲမှာဆွဲခေါ်ဖို့အတွက်တိတ်ပြီးတော့မှpassionate မဖြစ်ဘူးတိတ်ပြီးတော့မှအားမကြီးကြဘူးဖြစ်တယ်အဲ့ဒီကွဲပြားမှုဟာစာတန်တိတ်ကြိုက်တဲ့အရာဖြစ်တယ်ဆိုဟေဇကိကဗိမာန်တော်ကိုတန်ရှင်းရေးလုပ်ဖို့အတွက်သူပြောတဲ့စကားထဲမှာဘာပါလဲဆိုတော့เนาะကျွန်တော်အဲ့ဒီအကြောင်းအရာကိုအများအားကျွန်တော်ပြန်ပြီးတော့တတိယเนาะရာဇဝင်ကျုပ်ဒုတိယဆောင်ခန်းကြီး29အငယ်9ကနေ6မှာဗာရေးထားလဲဆိုရင်ဗိမာန်တော်ဦးတကားတို့ကိုပိတ်တယ်မိကွက်တို့ကိုတတ်ပြီးတော့မှတဲ့တန်ရှင်းရဌာန၌ဣသရေလအမျိုးကြီးဖျားခင်အားနတ်တာပေါင်းကိုမိမရှို့ရရစ်ကိုမပူဇော်ပဲနေကြပြီဣသရေလလူမျိုးရဲ့ရှုံးနိမ့်မှုတွေအားလုံးကဘယ်မှာအရင်ခံလဲဆိုရင်ဖျားကိုကြောခိုင်းခြင်းမှာအရင်ခံတယ်ကျွန်တော်တို့ဒီနေ့မိသားစုတွေရဲ့ရှုံးနိမ့်မှုဟာလည်းအဲ့ဒီအတိုင်းပဲအောင်မြင်မှုဟာလည်းဖျားကိုဘယ်လောက်ထိကျွန်တော်တို့နေရာပေးတယ်လဲဆိုတာနဲ့ပဲစိုင်းတယ်ကိုယ်ကွယ်ခြင်းနဲ့ပတ်သက်ပြီးကျွန်တော်တို့ဘယ်လောက်ထိအလေးအနက်ထားတယ်လဲဖခင်ဟာကျွန်တော်တို့ဟလာလိုရင်ခေါ်တော့မလိုရင်တော့ကြောခိုင်းအဲ့ဒါမျိုးလုပ်ရမယ့်ပုံကိုမဟုတ်ဘူးအဲ့ဒီလိုလုပ်ရင်တကယ်တမ်းစိုးကြိုးကိုရင်ဆိုင်ရမှာဖခင်မဟုတ်ဘူးကျွန်တော်တို့ဖြစ်တယ်ဖခင်ကသူ့စကားကိုနားထောင်မှသူ့အလိုတော်တိုင်းအသက်ရှင်မှငါစကားဟာမင်းနားထောင်ရမယ့်စကားဖြစ်တယ်ဆိုတာသူ့အတ္တကြောင့်နားထောင်ခိုင်းနေတာမဟုတ်ဘူးကျွန်တော်တစ်ခါလေကျရင်ကျွန်တော်တို့ဘယ်တက်နိုင်မလဲလေဖခင်ခင်အလိုတော်ပဲဆိုဖခင်ခင်ကပဲအတင်းအကျပ်လုပ်ခိုင်းလို့မတက်တာလို့လုပ်ရတဲ့ပုံစံမျိုးဖခင်ရဲ့အလိုတော်ဆိုတာသူကကျွန်တော်တို့စီကအကျိုးတစ်ခုလိုချင်လို့ကျွန်တော်တို့ကိုခိုင်းတဲ့အရာတစ်ခုမဟုတ်ဘူးကျွန်တော်တို့ကိုသူရစေခြင်းတဲ့အကျိုးကိုခံစားဖို့ကျွန်တော်တို့ကိုပေးတဲ့လမ်းညွှန်မှုတာဖြစ်တယ်ဒါပေမဲ့တစ်ခါလေကျရင်ကျွန်တော်ဖခင်လိုတော်ဆောင်ရတာအိုးကိုကပဲအရန်ကိုပေးဆက်ရတယ်လို့မျိုးကျွန်တော်တို့တွေးတယ်ယောဘထဲမှာကျွန်တော်ဘာဖတ်လဲ
လူစီကနေဖခင်ကဘာရစရာအကြောင်းရှိလဲလူစီကနေဖခင်ကဘာအကျိုးရစရာအကြောင်းရှိလဲဘာမှလူစီကရစရာမရှိဘူးလိုလဲမလိုအပ်ဘူးဒါကြောင့်ဖခင်ညွှန်ကြားသမျှဖခင်ပြောသမျှစကားတွေအားလုံးဟာသူကျွန်တော်တို့ကိုခံစားစေခြင်းနဲ့အကျိုးကိုရစေခြင်းလို့သာညွှန်ကြားတာကျွန်တော်တို့ကိုပဲ့ပြင်တာကျွန်တော်တို့ကိုလှုပ်ခိုင်းတာဖြစ်တယ်အဲ့တော့အလိုတော်ဆောင်မယ်မဆောင်ဘူးဆိုတာကျွန်တော်ရွေးချယ်မှုပဲဖခင်နှစ်သက်တဲ့အသက်တာနဲ့အသက်ရှင်မယ်မရှင်ဘူးဆိုတာကျွန်တော်ရွေးချယ်မှုပဲဒါပေမဲ့ကျွန်တော်သိရမှာကဖခင်နှစ်သက်တဲ့အသက်တာနဲ့အသက်မရှင်ခြင်းဟာဆုံးရှုံးမှုကိုတခါတည်းရွေးချယ်ပြီးသားဖြစ်နေတယ်ဆိုတာကိုတော့မမေ့ဖို့လိုတယ်အဲ့တော့ကျွန်တော်လည်းကျွန်တော်ကြည့်တဲ့အခါမှာနော်အာခံလဲဖခင်စကားနားမထောင်ဟလားဖခင်ညွှန်ကြားတဲ့စကားကိုနားမထောင်မနဲ့တက်မက်စိတ်နဲ့ပစ္စည်းယူလာသူပဲဒုက္ခရောက်တာမဟုတ်တဒတ်လုံးစိတ်ရှုံးတာတဒတ်လုံးစိတ်ရှုံးတာလောက်တာသူပဲဒါပေမဲ့စစ်မနိုင်ဒုစရိုက်ကိုနေရာပေးခြင်းဟာမိသားစုရဲ့ဆုံးရှုံးမှုကိုရွေးချယ်လိုက်ခြင်းဖြစ်တယ်အဲ့တော့ကျွန်တော်ဒါလေးကိုပေါ့ပေါ့လေးစဉ်းစားတယ်စောစောကရာဇဝင်ကျုပ်ဒုတိယဆောင်ခန်းကြီး29အငယ်6ရောက်လာတဲ့ခါမှာဘယ်လိုရေးထားလဲဆိုတော့ဖြစ်ငါတို့အဖများသည်ဒါဖြစ်လဲတည်ကြပြီသားသမီးမယားတို့သည်လည်းတိမ်သွားခြင်းကိုခံရကြပြီဘာနဲ့ဆက်ဆက်နေလဲဆိုရင်ဗိမာန်တော်တကားကိုပိတ်စီမီကွက်ကိုတတ်ပြီးတော့မှနတ်သားပေါင်းကိုမီးမရှို့ဘူးမီးရှို့ရည်ကိုမပူဇော်ခြင်းနဲ့ဆက်ဆက်နေရန်သူတိမ်သွားခြင်းခံရတယ်ကိုးကွယ်ခြင်းပျက်စီးသွားတဲ့အခါမှာစစ်မှန်တဲ့ကိုးကွယ်ခြင်းပျောက်ဆုံးသွားတဲ့အခါမှာရန်သူဟာဒိုးယိုပေါက်ဝင်ချလာပြီးတော့မှကိုမိသားစုတွေကိုတိမ်သွားယောရှဖတ်အသက်တာကိုကြည့်တဲ့အခါကျတော့ယောရှဖတ်ကနိုင်ငံတည်တည်လေးပဲတဲ့တည်တည်လေးပဲဒါပေမဲ့ဘေးပတ်ဝန်းကျင်ကလူတွေကကြည့်ပြီးတော့မှသူ့ဘက်မှာဖျားရှိတယ်ဆိုတာသိတော့တဲ့စစ်မတိုက်ရဲကြဘူးကဲကြည့်ဖျားရှိခြင်းနဲ့မရှိခြင်းကအဲ့လိုကွာတယ်အဲ့တော့ယောရှဖတ်ကစစ်အင်အားကြီးတဲ့နိုင်ငံလားဆိုတော့မဟုတ်ဘူးတဲ့စစ်အားများလားဆိုများလည်းမများဘူးစစ်တိုက်နိုင်စွမ်းလည်းကောင်းလားမကောင်းဘူးတဲ့ဒါပေမဲ့သူ့ဘက်မှာဖျားစစ်တိုက်တယ်ဆိုတာသိတော့တဲ့ဘေးနားမှာအင်မတန်ကြီးတဲ့နိုင်ငံတွေရှိပေမဲ့သူစစ်မတိုက်ရဲဘူးတဲ့ဒါဆိုယောရှုဘတ်တော်လို့လားမဟုတ်ဘူးဒါပေမဲ့ယောရှုဘတ်ကပညာရှိတယ်သူမနိုင်နိုင်တဲ့စစ်ပွဲတွေအတွက်အောင်မြင်ခြင်းကိုအမှန်တကယ်ပေးနိုင်တဲ့ဖျားကိုဘယ်တော့မှသူမဆုံးဖြတ်ဘူးဒီနေ့ကျွန်တော်မိသားစုတွေခေတ်ကာလကြီးကအရန်ဆိုးရုံနေပြီခေတ်ကာလကြီးကဖျားဆိုတာမရှိဘူးဟလားဖျားဟာအရေးမကြီးဘူးဒီလိုမျိုးတုံတင်ချက်တွေဒီလိုမျိုးဟလားအတွေးခေါ်တွေအရန်အားကောင်းလာတဲ့အချိန်မှာကိုယ့်ရဲ့မိသားစုဟာဖျားကိုမြဲမြဲစုပ်ကင်ထားတဲ့မိသားစုဖြစ်ဖို့အရေးကြီးတယ်။ဘာကြောင့်လဲတင့်မိသားစုရဲ့အောင်မြင်ခြင်းရှုံးနေခြင်းကအဲ့ဒီပေါ်မှာမူတည်နေတယ်။စာရဟဗျူဟာကြကြမိသားစုတွေကိုတိုက်ခိုက်နေတယ်။အဲ့တော့ရှင်ပေါလုကကောင်းစွာသောတိုက်လည်ခြင်းကိုငါပြုပြီဆိုပြီးတော့တိမောသေဩဝါဒစာနော်ထဲမှာသူကနောက်ဆုံးစကားကိုပြောတဲ့ထဲမှာထည့်ပြောသွားတာအင်္ဂလိပ်က I have fought the good fight ဒီပဲပါလေယုံကြည်သူမှာတိုက်ပွဲရှိတယ်ကျွန်တော်တို့သိသိဖြစ်စေမသိသိဖြစ်စေတိုက်ပွဲရှိတယ်ကျွန်တော်မိသားစုတွေမှာတိုက်ပွဲရှိတယ်နေ့တိုင်းရှိတယ်အဲ့ဒီတိုက်ပွဲကဘလို့ပုံစံနဲ့လာတယ်လဲဆိုတာကတော့တယောက်နဲ့တယောက်တူချင်မှတူမယ်ဒါပေမဲ့ရှိတာကတော့ရှိတာပဲတချို့တွေအတွက်အဲ့ဒီတိုက်ပွဲဟာဒုစရိုက်နဲ့လာရင်လာမယ်နော်တချို့တွေအတွက်အဲ့ဒီတိုက်ပွဲဟာသားသမီးနဲ့လာရင်လာမယ်အဲ့ဒီတချို့တွေအတွက်တိုက်ပွဲဟာငွေကြေးနဲ့လာရင်လာမယ်တချို့တွေအတွက်အဲ့ဒီတိုက်ပွဲဟာအိမ်ထောင်ရေးနဲ့လာရင်လာမယ်တချို့တွေအတွက်အဲ့ဒီတိုက်ပွဲဟာအတွေးခေါ်ပိုင်းနဲ့ဆိုင်လိမ့်မယ်ဒါပေမဲ့ရှိတာကတော့ရှိတယ်ဒါပေမဲ့စာတန်ကကျွန်တော်တို့ကိုတိုက်ပွဲမရှိဘူးလို့ထင်စေချင်တယ်တိုက်ပွဲမရှိဘူးလို့ထင်လေကျွန်တော်တို့ဟာပြင်ဆင်မှုမရှိလေပဲမလိုအပ်ပါဘူးကျော်သားသမီးတွေကိုမပြင်ဆင်ဘူးကျော်သားသမီးတွေတွေးပုံခေါ်ပုံဖျားအလိုတော်နဲ့ညီလားမညီလားကျွန်တော်တို့စိတ်မပူတတ်ဘူးအဲ့ဒါဆိုရင်စာတန်သိကြိုက်တာကျွန်တော်တို့ ambush ချလိုက်တယ်ကျွန်တော်တို့ကိုခြုံခိုတိုက်လိုက်တယ်ကျွန်တော်တို့မသိတော့မသိလိုက်ဘူးရန်သူလက်ထဲပါသွားပြီဆောစောဟေဇကိပြောလို့သားသမီးတို့သည်ရန်သူတိတ်သွားခြင်းကိုခံရတယ်ငါတို့ဘာများဓာတ်နဲ့လဲသိတယ်ဟလားဓမ္မဟောင်းမှာတော့တကယ်ဓာတ်နဲ့ပေါ့ဓမ္မတစ်ဒီကာလရောက်တဲ့အခါမှာတော့စာတန်ရဲ့မူတာအောက်မှာအတုံးယုံမိသားစုတွေကြာဆုံးနေကြတယ်ဝမ်းနေကြကောင်းတာအသင်းတော်ထဲမှာအဲ့ဒီလိုမိသားစုတွေအများကြီးရှိနေတယ်တချို့တွေကဗဇက်နဲ့သာထုံမပြောတာမိသားစုထဲမှာဝမ်းနဲ့ပူဆွေးနေရတဲ့သူတွေအများကြီးမိသားစုထဲမှာတကယ်ကိုရှင်းလို့မရတဲ့ပြဿနာအရှုပ်ထုတ်တွေနဲ့ရင်ဆိုင်နေရတဲ့ရုန်းကန်နေရတဲ့သူတွေအများကြီးဒီနေ့အဲ့လိုမိသားစုတွေဒီထဲမှာရှိရင်ကျွန်တော်ပြောချင်တယ်ဖျားဘက်ပြန်လှည့်ပါ
ဘယ်သူလဲတော့ကျွန်တော်မသိဘူးဖះပဲပြန်လှည့်ပါဘာကြောင့်လဲတင်းရဲ့အောင်မြင်ခြင်းတင်းရဲ့စစ်မှန်တဲ့ဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းရဲ့အရေးမြစ်ကိုပြန်ရနိုင်တဲ့အကြောင်းရင်းဟာဖះစီမှာပဲရှိတယ်ဘယ်မှာမှမရှိအလုတ်ကောင်းကောင်းနဲ့လည်းမစင်စားအလုတ်ကောင်းကောင်းလုပ်ဖို့လိုလားလိုပါတယ်ဒါပေမဲ့အလုတ်ကောင်းကောင်းကတင်းရဲ့စစ်မှန်တဲ့ငြိမ်သက်ခြင်းကိုအာမမခံနိုင်ဘူးနှုတ်ကပတ်တော်တမန်တရားဝိညာဉ်တော်ရဲ့လမ်းပြခြင်းကိုလုံးဝအုပ်တုံအကျွေးမဲ့ဝန်ခံဖို့နောင်တနဲ့ပြန်လှည့်ဖို့လိုတယ်အဲ့တော့ကျွန်တော်တို့ယောရှုမတ်စာခန်းကြီး9အငယ်73မှာထား၍လူများတို့ကိုတန်ရှင်းစေလောမနှက်ဖြန်နေဖို့ကိုတန်ရှင်းစေကြဟုဆင့်ဆိုလောဣသရေလအမျိုး၏ဘုရားသခင်ထာဝရဘုရားမိန့်တော်မူသည်ကားအိုဣသရေလအမျိုးကျိန်အပ်သောအရာသည်သင်တို့ထဲ၌ရှိ၏ထိုအရာကိုသင်တို့အထက်ကမပယ်မရှင်းမိတိုင်အောင်ရန်သူတို့ရှေ့မှာမခံမရပ်နိုင်ကြမင်းတို့အထဲမှာတဲ့ကျိန်အပ်သောအရာရှိတယ်အေးအဲ့ဒါကိုမင်းတို့မဖယ်ဘူးဆိုရင်တော့မင်းတို့ရန်သူဘယ်တော့မှနိုင်မှာမဟုတ်ဘူးတဲ့ဘုရားပြောတယ်အဲ့တော့ဘုရားရဲ့စေတနာတော်ကဘာလဲဆိုတော့သူ့လူမျိုးကိုသူ့လူစုကိုအောင်မြင်ခြင်းပေးခြင်းတယ်အောင်မြင်ခြင်းပေးခြင်းတယ်ဘုရားကျွန်တော်တို့ကိုဆုံးရှုံးစေခြင်းနဲ့ဘုရားမဟုတ်ဒါပေမဲ့ဘုရားကရော့အင်းဆိုပြီးတော့မှကျွန်တော်တို့အောင်မြင်ခြင်းကိုကျွန်တော်တို့နေခြင်းသလိုနေဖြစ်ခြင်းသလိုဖြစ်လှုပ်ခြင်းသလိုလှုပ်နေတဲ့ဂျားတွေကအောင်မြင်ခြင်းကိုပေးမယ်လို့တော့အာမမခံထားဘူးမင်းတို့ကိုယ်တိုင်ကဆုံးရှုံးမှုကိုဖိတ်ခေါ်နေတယ်ဆိုရင်မင်းတို့ကိုယ်တိုင်ကဟလားရန်သူနိုင်တဲ့အားနည်းချက်ကိုမင်းတို့အတွင်းထဲမှာနေရာပေးထားတယ်ဆိုရင်တော့မင်းတို့ရှုံးပါပဲငါပေးချင်တဲ့အောင်မြင်ခြင်းကိုမင်းတို့လက်မခံဘူးဆိုတော့ကျွန်တော်တို့ခါလေးကြာရင်ကျွန်တော်တို့နီးလန်းနဲ့ဖျားပေးတဲ့အောင်မြင်ခြင်းကိုကျွန်တော်တို့ကလိုချင်တယ်ကျွန်တော်တို့နီးလန်းနဲ့မှတ်ထားပါဖျားပေးတဲ့အောင်မြင်ခြင်းကိုလိုချင်ဖျားနီးလန်းနဲ့ပဲလက်ခံရတယ်မှတ်ထားပါဖျားပေးတဲ့အောင်မြင်ခြင်းကိုလိုချင်ဖျားပေးတဲ့ညီသက်ခြင်းကိုလိုချင်ဖျားပေးတဲ့ဝမ်းမြောက်ခြင်းကိုလိုချင်ဖျားပေးတဲ့တန်ရှင်းခြင်းကိုလိုချင်ဖျားပေးတဲ့ဖြောင့်မတ်ခြင်းကိုလိုချင်ဖျားရဲ့မင်္ဂလာကိုကျွန်တော်လိုချင်ဖျားနီးလန်းနဲ့ပဲလက်ခံရတယ်တခြားနီးလန်းနဲ့လက်ခံလို့မရကျွန်တော်နီးလန်းနဲ့ပဲလက်ခံမယ်ဗျာကိုရောပေးခြင်းပေးခြင်းနေဆိုဣဂလာလူမျိုးကြည့်လိုက်ဖျားကိုကြောခိုင်းတာနဲ့ကျွန်ဘဝကနေလွတ်လာတယ်ဖျားကိုကြောခိုင်းတာနဲ့ကျွန်ပြန်ဖြစ်သွားတယ်ဖျားကိုကြောခိုင်းတာနဲ့ကျွန်ပြန်ဖြစ်သွားတယ်ဆိုတော့ပြောနေတာပါလေသူတို့ရဲ့ကြွယ်ဝခြင်းသူတို့ရဲ့တိုးတက်ခြင်းသူတို့ရဲ့နိုင်ငံတော်တွေခိုင်ခန့်ခြင်းကသူတို့ရဲ့ခွန်အားပေါ်မှာလုံးဝမမူတည်ပဲနဲ့ဖျားနဲ့အတူသွားလာခြင်းမှာပဲမူတည်တယ်ဆိုတော့ဖျားကသက်သေထင်ရှားပြတာဖြစ်တယ်အဲ့တော့ကျွန်တော်ဘာတွေ့ရလဲဆိုရင်ဖျားကသူဟာဣသရေလလူမျိုးတွေကိုနော်ဓမ္မဟောင်းကာလမှာဆိုရင်သူဣသရေလလူမျိုးတွေနဲ့လာတွေ့တော့မယ်ဆိုရင်အများနဲ့ဘာလုပ်ခိုင်းလဲဆိုရင်တန်ရှင်းဖို့ပြင်ဆင်ခိုင်းတယ်ပြင်ဆင်မှာနော်ထပ်မြောက်19မှာလဲပြင်ဆင်မှာငါလာမယ်အဝတ်လျှော်ပါတန်ရှင်းစေပါငါလာမယ်အဲ့ဒီနေ့ကျွန်တော်တို့မျက်မှောက်တော်လို့ပြောတဲ့အခါမှာကျွန်တော်မျက်မှောက်တော်ကိုစာငတ်တယ်လို့ပြောတဲ့အခါမှာကျွန်တော်တို့ကနေချင်းတလို့နေပြီးရင်စန်ဒေးမှာတချင်းလေး2ပုတ်လောက်ဆိုလိုက်မျက်မှောက်တော်ခံစားရမယ်လို့ထင်တယ်အဲ့ဒီအတွေးခေါ်ကမားနေပြီဖျားဟာကျွန်တော်တို့စိတ်ကြိုက်ပုံစံနဲ့ဟလားကြိုဆိုလို့ရတဲ့ပုံကိုမဟုတ်ဘူးဖျားဟာမထီမဲ့မြင်ပြခြင်းကိုမခံအဲ့လိုပြောလို့ဖျားဟာအီမာနွေလမဟုတ်ဘူးလားဟုတ်ပါတယ်ကျွန်တော်နဲ့အတူရှိတယ်ဒါပေမဲ့ဖျားတကယ်အလုံးလုံးမဲ့မျက်မှောက်တော်ထေရှားခြင်းကကြတော့အဲ့ဒီလိုကျွန်တော်တို့နေချင်းလိုနေတဲ့အသက်တာနဲ့အလုံးမလုပ်ဘူးအဲ့လိုပြောလို့ဖျားကျွန်တော်နဲ့အတူမရှိလားရှိပါတယ်ဒါပေမဲ့တကယ်စစ်မှန်တဲ့မျက်မှောက်တော်ထေရှားခြင်းနဲ့အလုံးလုံးခြင်းကကြတော့ကျွန်တော်တို့ဖျားကိုဘယ်လောက်လိုချင်လဲတောင်းတတယ်လဲဆိုတဲ့အရာနဲ့ဆိုင်တယ်အဲ့ကျွန်တော်ဟာကိုရောအရန်လိုချင်တယ်ကိုရောကိုလိုချင်တယ်ကိုရောကိုတောင်းတတယ်ကိုရောကိုစာငတ်တယ်ကိုရောကိုတာ၍တိုးပြီးတိချင်တယ်တခြင်းတွေနဲ့ဆိုကြတယ်ဒါပေမဲ့နေ့စဉ်တက်တာမှာတော့အဲ့ဒီပုံမပေါက်ဆန်ဒေးမှာတော့ဆိုတယ်အရန်မျက်မှောက်တော်ခံစားရတယ်လို့ပြောကြတယ်ဒါပေမဲ့မန်ဒေးရောက်တာနဲ့မန်ဒေးမဟုတ်ပါဘုရားကျောင်းကထွက်သွားတာနဲ့အဲ့ဒီပုံကပျောက်ထွက်သွားဒါဆိုရင်တေချာပြီအဲ့ဒီလိုဆိုတဲ့ဟာတွေအားလုံးကလိမ့်တာဆိုဘုရားကိုပြောင်းလိမ့်နေမှတော့ဘုရားကကျွန်တော်တို့နဲ့ဘယ်လိုအလုပ်လုပ်မလဲလှည့်စားတဲ့နှလုံးသားတွေနဲ့ဘုရားဘယ်လိုလုပ်မလဲဒါကြောင့်ဘုရားကပြောလဲပြင်ဆင်ပါပြောကြည့်အောင်ပါလဲပြင်ဆင်ပါသင်မိသားစုသင်အိမ်မှာဟိုဒီဘုရားကျောင်းရောက်မှာမို့အိမ်မှာကလေးကပြင်ဆင်ပါနေ့စဉ်မနဲ့မိုးလင်းတာနဲ့ပြင်ဆင်ပါကိုရောဒီနေ့ကျွန်တော်နဲ့အတူကိုရောရဲ့ထင်ရှားခြင်းကိုကျွန်တော်လုပ်ချင်တယ်အလုပ်ထဲမှာကိုရောကျွန်တော်နဲ့ထင်ရှားပါကျွန်တော်ရဲ့သွားလာခြင်းတွေမှာကိုရောကျွန်တော်နဲ့ထင်ရှားပါကိုရောရှိခြင်းကကျွန်တော်ရဲ့အောင်မြင်ခြင်းပဲဣသရေလလူမျိုးဖျားပြောငါမင်းတို့နဲ့တူမသွားဘူးငါမင်းတို့နဲ့တူမလိုက်ခါနန်ပြည်ကိုကောင်းကင်တမန်ကပို့ပေးမယ်အဲ့နဲ့ဣသရေလလူမျိုးကငိုတယ်မောရှေကပြောလဲဆိုရင်ကိုရောမလိုက်ရင်မပို့နဲ့တဲ့ခါနန်ပြည်လဲကိုရောမပိုင်ခါနန်ပြည်လဲမလိုချင်ဘူးတဲ့
ဒါတကယ်မှန်တဲ့စကားဖြစ်တယ်မောရှိကတိတ်ပါတယ်တိတ်ပညာရှိတယ်ဖျားမရှိတဲ့ခန္ဓာဟာအလကားပဲဆိုတာ तू သိတယ်ဖျားမရှိတဲ့မြင်ရတဲ့ကြွယ်ဝခြင်းတွေအားလုံးဟာအတိတ်ပဲမရှိဘူးဆိုတာမောရှိသိတယ်ဖျားမရှိရင်ပြဿနာကင်းနေရင်လည်းအဲ့ဒါဟာပြဿနာကင်းနေတာမဟုတ်ဘူးဆုံးရှုံးခြင်းပဲဆိုတာမောရှိသိတယ်ကိုရောပါမကျွန်တော်တို့ကမြေကြီးပေါ်မှာရှိသမျှသူတွေနဲ့ခြားနာရမှာမဟုတ်ဘူးလားတဲ့ကိုရောပါမကိုရောမရှိရင်တော့ကျွန်တော်တို့ဘလောက်ပဲဘာတွေပိုင်တခြားလူတွေနဲ့ဘာထူးအောင်မှာလဲလောကကသူတွေနဲ့ဘာထူးအောင်မှာလဲအဲ့ဒီနေ့တည့်ရဲ့မိသားစုလိုက်ဖះကိုဘလောက်တောင်းတလဲပြန်စစ်ဆေးပါနှလုံးသားတိုင်းကိုပြန်စစ်ဆေးပါကိုနှလုံးသားကိုစစ်ဆေးပါဇနီးတဲ့ဆိုရင်လည်းခင်မုန်းတဲ့နှလုံးသားကိုစစ်ဆေးပါခင်မုန်းတဲ့ဇနီးတဲ့နှလုံးသားကိုစစ်ဆေးပါကိုယ့်သားသမီးနှလုံးသားကိုစစ်ဆေးပါငါသားသမီးတွေဖះနဲ့ပတ်သက်လာရင်အလေးနဲ့ထားရလားယောဘအဲ့ဒီစိတ်ပူခြင်းရှိတယ်ငါရဲ့သားသမီးတွေဖះကိုစွန့်ပစ်ကြပြီလားကျွန်တော်တို့ဒီနေ့နော်မိဘတွေဟာတခါလေကြာရင်ကိုယ့်ရဲ့သားသမီးတွေပညာရေးအတွက်ပူတယ်ရှေ့ရေးအတွက်ပူတယ်ငွေကြေးအတွက်ပူတယ်ကျန်းမာရေးအတွက်ပူတယ်ကောင်းပါတယ်ဒါပူပန်တဲ့တယ်ဒါပေမဲ့ကျွန်တော်သိရမှာကလောကဖះကိုမသိတဲ့လောကလူတွေလောကမိဘတွေလည်းဒီလိုပဲပူကြတာပါပဲဒါပေမဲ့ယုံကြည်သူဖြစ်တဲ့တင်တဲ့ကျွန်ုပ်ကတော့ကိုယ်သားသမီးတွေရဲ့ဝိညာဉ်ရေးအတွက်ပို့ပြီးပူရမယ်။ဘာကြောင့်လဲဝိညာဉ်ရေးမှာဖះနဲ့မသွားလာတတ်ဘူးဆိုရင်တို့အနာဂတ်ကပျက်စီးပြီပဲသိချတယ်။စာတန်ကစောင့်နေတာ။အဲ့တော့ဖះကပြောတယ်ပြင်ဆင်ပါတန်ရှင်းစေပါအဓိကတော့ဗာလဲတန်ရှင်းစေပါ။ဖះသခင်ဗိမာန်တော်သည်တန်ရှင်းရည်ဆောစောကောရိန္သုဩဝါစာမှာပြောတယ်တန်ရှင်းရည်တန်ရှင်းတယ်ဆိုတာဘာလဲလောကနီလန်းနဲ့မတူတဲ့မိမိနီလန်းနဲ့မတူတဲ့မိမိအကြံစီနဲ့မတူတဲ့ဖခင်ရဲ့နီလန်းထဲမှာဝန်ခံသွားလာခြင်းဖြစ်တယ်မိသားစုလိုက်ဆိုတော့စောစောကယောရှုမတ်စာထဲမှာအာခံရဲ့ဒုစရိုက်နဲ့ပတ်သက်ပြီးတော့မှဖခင်ကဘသူရဲ့လို့မပြောဘူးရှိတယ်အဲ့ဒါကိုမင်းတို့မဖယ်မင်းတို့စစ်ဘယ်တော့မှမနိုင်ဘူးကျွန်တော်တို့အိမ်တော်မိသားစုမှာဒုစရိုက်ကိုအသားကျနေရင်အဲ့ဒီအိမ်တော်မိသားစုဒီဘယ်တော့မှငြိမ်သက်ခြင်းမရနိုင်ဘယ်တော့မှဝမ်းမြောက်ခြင်းမရနိုင်ဘယ်တော့မှတန်ရှင်းခြင်းမရနိုင်ဘယ်တော့မှဖြောင့်မတ်ခြင်းမရနိုင်ဘာဖြစ်လို့လဲဖះမပေးလို့လားမဟုတ်ဘူးကိုကညင်းတာဘာအားဖြစ်လဲဒုစရိုက်ကိုနေရာပေးခြင်းအဖြစ်ကျွန်တော်တို့ညင်းတာဖြစ်တယ်အိမ်တော်မိသားစုမှာအဲ့တော့ဒုစရိုက်လို့ပြောရင်ကျွန်တော်တို့ကဘယ်လိုထင်လဲဆိုတော့เนาะဒုစရိုက်လို့ပြောရင်လောကကတတ်မှတ်ထားတဲ့လောကကနားလေတဲ့အပြစ်တွေလောက်ပဲကျွန်တော်တို့ကဒုစရိုက်လို့ထင်တယ်အဲ့ဒါတွေမပါဘူးလားပါပါတယ်ဟလားကျွန်တော်တို့ဇာရိတပိုင်းဆိုင်ရာဖောက်ပြန်မှုတွေဟလာမူရစ်စေဝါတုံးတာတွေအရက်တောက်တာတွေဟလာဟွာတွေပေါ့နော်ဒီစိုးညစ်တဲ့လောကကသိတဲ့လူမှုရေးပိုင်းဆိုင်ရာပြဿနာတွေကိုကျွန်တော်တို့ကအပြစ်လို့ထင်တယ်ဒါတွေပါပါတယ်ဒါပေမဲ့ဒီထက်ပိုတယ်အာခံဟာဖះမယူနဲ့လို့ပြောတဲ့ဟာကိုယူတယ်အဲ့တော့အဓိပ္ပာယ်ကအာခံယူလို့အပြစ်ရှိတာမဟုတ်ဖះကမလုံနဲ့ဆိုတာကိုလုံလို့ဖြစ်တယ်ရှောလူဖះကရှင်းရှင်းဖြက်စီးဆိုတာကိုခြံထားတယ်အဲ့ဒါတွေအားလုံးကဒုစရိုက်တွေကြီးပဲဖះစကားကိုစန့်ကျင်ခြင်းအားလုံးကဒုစရိုက်ပဲဖះဘာလို့လှုပ်ခိုင်းလဲဖះအသိဆုံးပဲဘာလို့ဖြက်စီးခိုင်းလဲဘာလို့ရှင်းရှင်းဖြက်စီးခိုင်းလဲဘာလို့ခြံထားခိုင်းလဲဘာလို့မယူခိုင်းလဲယူဆိုရင်ဖះယူဆိုရင်ယူရတယ်မယူနဲ့ဆိုမယူရအောင်ရှင်းရှင်းလေးပဲဒါပေမဲ့ကျွန်တော်တို့တစ်ခါလေးကြာရင်ကျွန်တော်တို့ကတအားခက်တယ်ဖះစကားကိုရိုးရိုးလေးကျွန်တော်နားထောင်ဖို့ဆိုရင်ကျွန်တော်တအားခက်တယ်စင်ကြင်အမျိုးမျိုးနဲ့ကျွန်တော်တို့ကချိုးဖောက်ကြတယ်ဣသရေလလူမျိုးတွေအဂုတ္တုပြည်ထွက်တုန်းကကြတော့ဖះဘာပြောလဲတောင်းတယ်မင်းတို့တောင်းစရာပေးလိုက်မယ်ယူသွားတယ်ဖះယူခိုင်းတယ်ယူခိုင်းတဲ့အချိန်ရှိတယ်ယူခိုင်းတဲ့အချိန်မှာယူခြင်းဒီဒုစရိုက်မဟုတ်ဘူးအဲ့တော့ယူလို့ဒုစရိုက်ဖြစ်တာမဟုတ်ဘဲနဲ့ဖះမယူခိုင်းတဲ့အရာကိုယူလို့ဖြစ်တယ်အဲ့တော့ဖះကမလုတ်ပါနဲ့လို့ပြောရင်ရိုးရိုးလေးပဲမလုတ်ပါနဲ့ချင်းချင်းလေးပဲလုတ်ပါလို့ပြောရင်လုတ်ပါအဲ့ဒီလိုဝန်ခံလိုက်တဲ့အခါမှာသင်ဟာဒုစရိုက်ကိုရှောင်ပြီးသားဖြစ်သွားတာအဲ့တော့အဲ့ဒီမလုတ်ပါနဲ့ဆိုတာတွေဘာလို့လုတ်လဲလုတ်ပါဆိုတဲ့ဟာတွေဘာလို့မလုတ်လဲဆိုတော့အဲ့ဒီမလုတ်ချင်းရဲ့နော်လုတ်ချင်းရဲ့ဒုစရိုက်ရဲ့ရှေ့မှာအကြောင်းရင်းအရင်းမြစ်ပြဿနာတစ်ခုရှိတယ်အဲ့ဘာလဲဆိုရင်တရားဟောရာ87မှာတစ်ချက်လေးကျမ်းစာထိုးပေးပါတရားဟောရာ87နော်ကျွန်တော်တို့ကျမ်းစာရှိရင်တစ်ခါလေးအဲ့ဒါမှတ်ထားပါကျွန်တော်တစ်ခါလေးကျရင်စောစောက moral ပေါ့နော်
ဇာရိတပိုင်းဆိုင်ရာလူတွေသိတဲ့ဟာလိန်နာတို့ညာတာတို့ဖောက်ပြန်တာတို့မူရစေးသုံးတာတို့လောင်းကစားတို့ဒါတွေပဲကျွန်တော်ဒူးစရိုက်လို့ထင်တယ်ဣသလူမျိုးဘုရားပြောတဲ့စကားတရားဟော87မှာပါလဲဆိုရင်ယနေ့ငါစစ်ဆိုသောစီရင်ထုံးဖွဲ့ချက်ပြည့်ညတ်တရားတော်တို့ကိုတင်းသည်မဆောင်တင်ဤဘုရားသခင်ထာဝရဘုရားကိုမေ့လျော့သောအပြစ်ကိုတတိနဲ့ကျင့်ဆောင်လို့ဘုရားကိုမေ့တာလည်းအပြစ်ပဲအဲ့တော့ဘုရားမေ့တဲ့လက္ခဏာပါလဲဘုရားစကားနဲ့ပတ်သက်လာရင်လေးနဲ့မထားတော့ဘူးပေါ့ဘုရားစကားနဲ့ပတ်သက်လာရင်တင်နားထောင်မယ်နားမထောင်ဘူးကိုအဲ့ဒါကိုတိတ်ပြီးတော့မှနေရာမပေးတော့တိတ်ပြီးတော့မှတင်ရေးမဆိုင်တော့အဲ့တော့ကျွန်တော်တို့ဘုရားเจ้าကိုဘယ်လောက်ပဲပုံမှန်တက်ပါစေနေ့စဉ်တက်တာမှာဘုရားစကားကိုနားထောင်ခြင်းမရှိဘူးဆိုရင်သေချာတယ်ကျွန်တော်ဒီဘုရားကိုမေ့လျော့နေတော်သူဖြစ်တယ်ဘုရားเจ้าတက်ပြီးဘုရားကိုမေ့တယ်ဆိုတာအင်မတန်ရှုံးတယ်ဘုရားเจ้าတက်တိုင်းကျွန်တော်တို့ဒီဘုရားနှစ်သက်နေမယ်လို့တော့မထင်ပါနဲ့ဘုရားเจ้าတက်တယ်ဆိုတာဘာအတွက်လဲဘုရားကိုအစဉ်တရိယာဖို့ဖြစ်တယ်ဘုရားရဲ့မိသားစုရှိတယ်အဲ့ဒီမိသားစုဘာလို့ရှိတာလဲဘုရားရှိလို့ရှိတာယေရှုခရစ်တော်အဖြစ်အသက်ကိုရလို့မိသားစုဆိုတာရှိလာတာဆိုတော့ဒီလိုကျွန်တော်တို့ကတတိယအောင်းမေ့ရအဲ့တော့ဒီကနေပြန်သွားတဲ့အခါမှာဘာလို့ငါတို့မိသားစုဒီနေ့နှုတ်ဘတ်တော်ကြားခဲ့တယ်ဒီနှုတ်ဘတ်တော်ကငါတို့ကိုဒီလိုတွန်းတင်တယ်ငါတို့ကိုဒီလိုတတိပေးတယ်ငါတို့မိသားစုငါတို့မိသားစုအတူတကွာဒီလိုအသက်ရှင်အောင်တမန်တရားကပြောတဲ့အတိုင်းအသက်ရှင်အဲ့ဒီလိုသွားရတာဒါပေမဲ့ကျွန်တော်တို့အခုနောက်ပိုင်းမှာဘာတွေ့နေရလဲဆိုတော့เนาะဒါကျွန်တော်အဲ့ဒီအမှုတော်ဆောင်လာတဲ့တက်တန်းတစ်လျှောက်မှာဘာတွေတွေ့လာရလဲဆိုတော့ဖះเจ้าမှန်မှန်တက်တယ်ကျမ်းစာသင်တန်းမှန်မှန်တက်ပေမဲ့အဲ့ဒီသင်တန်းနေပြီးရင်အဲ့ဒီဖះเจ้าဆင်းသွားပြီးရင်ဘာတစ်ခုမှမမှန်ပြီးတော့တဲ့သူတွေအများကြီးကိုကျွန်တော်တွေ့ရတယ်အရင်တစ်ပတ်ကဘာဟောလဲဆိုတာမပြောနဲ့နော်ထွက်သွားတယ်နဲ့မေးလိုက်ဒီနေ့ဘာဟောလဲဆိုဦးကြောင်ကြောင်ဖြစ်နေသူတွေအများကြီးပဲဘာနားထောင်နေမှမသိဘူးအဲ့တော့ကျွန်တော်တို့ဘာကြောင့်ကျွန်တော်ဒီမှာလာစူးစီးတာလဲခရိယန်တယောက်တက်တက်ဖြစ်လို့လားဒါမှမဟုတ်တကယ်တမ်းဖះကိုစာငတ်လို့လားဖះရဲ့မိသားစုနဲ့အတူနှုတ်ကပတ်တော်ထဲမှာခံယူပြီးတော့မှထိုနှုတ်ကပတ်တော်နဲ့အမြဲတမ်းအသက်ရှင်ဖို့တွင်တင်ခြင်းကိုခံဖို့တဟာရဖွဲ့ဖို့တကယ်ပဲဖះလိုတော်ရှိတဲ့ဘဝကိုဖះကတိဆောက်ပေးခြင်းကိုဝန်ခံဖို့လားဘာကြောင့်လဲအဲ့ဒီလိုနှုတ်ကပတ်တော်ကကျွန်တော်အိမ်ပြန်တယ်ဘာမှမပါသွားဘူးဆိုရင်တေးချတယ်ကျွန်တော်ဖះကြောင့်တက်နေတာဟာထုံးစံကြောင့်တက်နေတာဒါမှမဟုတ်ပျော်လို့တက်နေတာဒါမှမဟုတ်တစ်ခုခုအခြားသောကိစ္စရှိလို့တက်နေတာဝိညာဉ်ရေးရအတွက်တက်နေတာမဟုတ်တော့ဒါဆိုရင်တေးချတယ်ကျွန်တော်မိသားစုဒီအသက်တာမှာအရှုံးနဲ့ပဲရင်ဆိုင်ရလိမ့်မယ်ဘုရားရစေခြင်းနဲ့အကျိုးတွေကျွန်တော်ခံစားရမှာမဟုတ်ဘူးအဲ့တော့အခုဒီမှာကိုပြန်ပြီးစစ်ဆေးရမယ့်အရာကဘာလဲဆိုရင်ဘုရားကိုငါတို့မေ့လျော့နေရဲ့လားကျွန်တော်တခါလေကိုလှည့်စားတဲ့အကြောင်းအရာဘာလဲဆိုရင်ဘုရားကိုငါတို့မမေ့ပါဘူးဘုရားကြောင့်မှန်မှန်တက်တယ်လေကျမ်းစာမှန်မှန်ဖတ်တယ်လေစုလည်းမှန်မှန်တောင်းတယ်လေအဲ့တော့ဘုရားကိုမေ့လျော့တယ်မမေ့လျော့ဘူးဆိုတဲ့လက္ခဏာကအဲ့ဒီထုံးစံနေနဲ့စိတ်ရတာမဟုတ်ဘဲနဲ့ဖျားစကားကိုဘယ်လောက်ထိတန်မိုးထားတယ်လဲအလေးထားတယ်လဲနေ့စဉ်ဘယ်လောက်ထိဝန်ခံတယ်လဲဆိုတာနဲ့စိတ်ရတယ်ဆိုတော့ဣသရေလလူမျိုးဆိုတာပုံမှန်ဖျားရှိခိုးတဲ့အဖွဲ့တွေလားပွဲတော်ဆို9မျိုးရှိတယ်ဘယ်ပွဲတော်မှသူတို့မပြတ်ဘူးဒီလောက်ထိဖျားအရန်ရှိခိုးတဲ့သူတွေကဖျားကိုကြောခိုင်းတာအဲ့ဒီလိုကြောခိုင်းတဲ့အတွက်သူတို့တွေရန်သူလာတိမ့်သွားပြီးတော့မှခုနိုင်ငံမှာကြုံဖြစ်လိုက်ဒီနိုင်ငံမှာကြုံဖြစ်လိုက်တော့ကြပါရှားမှာကြုံဖြစ်လိုက်တော့ကြဘာဘူးလုံးမှာကြုံဖြစ်လိုက်ကြုံဖြစ်တာဖះမရှိခိုးလို့မဟုတ်ဘူးဖះရှိခိုးတယ်ရစ်ပူဇော်လားရစ်ပူဇော်တယ်ပွဲတွေလှုပ်လားဖះမှားထားတဲ့ပွဲ9မျိုးလုံးလှုပ်တယ်ဒါပေမဲ့ဖះစကားကိုသူတို့အသက်တာထဲမှာဝန်ခံခြင်းမရှိဘူးဖះစကားနဲ့ပတ်သက်လာအလေးနဲ့ထားခြင်းမရှိဘူးမလှုပ်ပါနဲ့ဆိုတာလှုပ်တာပဲရုပ်တုမလှုပ်ပါနဲ့လှုပ်တယ်နောက်ဆုံးပုံပြောရင်ရှောလမုန်ကအစအဲ့တော့ဘာဖြစ်လဲနိုင်ငံကွဲထွက်သွားအောင်နိုင်ငံတော်မှပျက်စီးနိုင်တယ်ဆိုရင်မိသားစုဆိုရင်တော့ပြောမနေနဲ့အဲ့တော့ဒီနေ့အပေါ်ယံမှာပဲရှိပြီးတော့မှလားရှင်ပေါလုစကားနဲ့ပြောရင်ဖျားဝတ်၌မွေးလျော်ရာဆောင်တဲ့နှလုံးသားမျိုးဖြစ်နေခဲ့တယ်ဆိုရင်မွေးလျော်ခြင်းတကူကိုညှင်းပယ်တဲ့အသက်တာရှိနေခဲ့မယ်ဆိုရင်ကျွန်တော်တို့ဟာအရှုံးကြီးရှုံးတဲ့ပြင်ဘုံမထင်ရှားတဲ့အသက်တာနဲ့ပဲလောကထဲမှာကျွန်တော်တို့ကလောကသားနဲ့မခြားနာတဲ့လောကီတရားနဲ့အသက်ရှင်နေတဲ့လောကီခရိယန်တွေဖြစ်နေဓမ္မရာဇဝင်ပထမဆုံးခန်းကြီးလေးငယ်9ကနေ6မှာနော်ကျွန်တော်အဲ့ဒီဖြစ်ပျက်ကဘာလဲဆိုတော့အေလိလက်ထက်မှာနော်အေလိလက်ထက်မှာတိုက်ပွဲဖြစ်တော့အေလိရဲ့တာနှစ်ယောက်ကယေဘရဟိတ်တွေဖြစ်ပြီးတော့မှဗိမာန်တော်ထဲမှာနော်တဲတော်မှာဒုစရိုက်လို့အမှုတော်ဆောင်နော်
ဝိညာဉ်ရေးကဥဆောင်တဲ့သူတွေဒုစရိုက်လုပ်တယ်အဲ့တော့ဖခင်ကသူတို့ကိုကြည့်အေလိယကြက်တဲစွာမဆုံးမဘူးတဲ့မကောင်းဘူးနော်ငါသားတို့ဒါပဲပြောတယ်တဲ့ကြက်တဲစွာမဆုံးမဘူးတဲ့ကျမ်းစာအဲ့လိုရေးတယ်အဲ့ကျွန်တော်တို့ဒီမှာမိဘတွေကြက်တဲစွာဆုံးမရဲဆိုတာပြင်းပြင်းထန်ထန်ဟာရိုက်ပုတ်ပြီးလောက်ပါကိုပြောတာမဟုတ်ဘူးဖခင်နှုတ်ဘတ်တော်နဲ့ပတ်သက်လာရင်လေးလေးနက်နက်ထားပြီးတော့မှတတိပေးဖို့တွင်တင်ဖို့ကိုပြောနေတာအဲ့ကျွန်တော်တို့ဒါကြက်တဲစွာဆုံးမဆိုဘာလို့ငါတို့သားသမီးငါတို့ရိုက်ရမလားပေါ့အဲ့လိုမျိုးတွေးတဲ့သူကလည်းရှိသေးတယ်နော်လိမ္မာအောင်ဖခင်နဲ့တွာလာတတ်အောင်တွင်တင်ဖို့ဖခင်စကားကိုအလေးနဲ့ထားအောင်တွင်တင်ဖို့ပြောနေတာဆိုတော့အေလိယပါဗျာမကောင်းဘူးငါသားတို့ဆိုပျော့ပျော့လေးပြောတယ်အဲ့တော့အဲ့ဒီမကောင်းမှုငါသားတို့လို့ပျော့ပျော့လေးဆုံးမတဲ့ကြက်တဲစွာမဆုံးမခြင်းအဆိုးရွားပါလေတနိုင်ငံလုံးစစ်ရှုံးတဲ့အပြင်ဗြိဉ္ဉ်တစ်တာပါရန်သူလက်ထဲပါသွားတယ်အဲ့တော့ဣသရေလလူမျိုးရဲ့ဒီနိယာမမှာစစ်ပွဲတွေကိုဝင်တိုင်းဗြိဉ္ဉ်တစ်တာတည်သွားတယ်အဲ့ပထမတစ်ခါစစ်သွားတိုက်တော့ဗြိဉ္ဉ်တစ်တာမပါလို့ငါတို့စစ်ရှုံးတယ်ဆိုပြီးတော့မှသူတို့ထင်တယ်အဲ့စစ်ရှုံးပြီးပြန်လာတော့ဒီတစ်ခါတော့ငါတို့ဗြိဉ္ဉ်တစ်တာတည်သွားမယ်ဆိုတည်ချသွားတယ်ဒါပေမဲ့ဘာသိရမလဲဆိုရင်ဒုစရိုက်ပြုတ်နေတဲ့ယေဘရဟိတ်တွေတည်တဲ့ဗြိဉ္ဉ်တစ်တာပေါ်မှာဖျားဘုံမပါဘူးပြန်ပြောမယ်နော်ဒုစရိုက်ကိုပြုတ်နေတဲ့ယေဘရဟိတ်တွေတည်တဲ့ဗြိဉ္ဉ်တစ်တာပေါ်မှာဖျားဘုံမပါဘူးကျွန်တော်တို့အခွန်မဲရှိနေတဲ့ဝိပုချင်းထဲမှာဖျားဘုံမနေဘူးဖျားဝတ်နိုင်မွေးလေအောင်ဆောင်ခြင်းထဲမှာဖျားမျက်မှောက်တော့အလုံးမလုပ်ဘူးဝိညာဉ်တော်လှုပ်လို့မရဘာကြောင့်လဲဟန်ဆောင်ခြင်းနဲ့ဆက်ဆံမှာတော့ယေရှုပြောတယ်မင်းတို့အားနှုတ်ခမ်းနဲ့ငါချင်းကတယ်နှုတ်ခမ်းနဲ့ငါယူတည်တယ်စိတ်လုံးကငါနဲ့အဝေးပဲအဲ့တော့လူတို့စီရင်နဲ့နေဥပဒေသားနဲ့ပညာတွေကိုတင်ရင်းနဲ့ပဲတဲ့ငါ့ကိုအချီးနီးကိုးကွယ်တယ်နှုတ်ခမ်းနဲ့ပဲကိုးကွယ်တယ်အချီးနီးကိုးကွယ်ခြင်းဖြစ်တယ်အဲ့တော့ဗြိဉ္ဉ်တစ်တာကြီးကပါသွားတော့သူတို့ကဟာဒီတစ်ခေါက်တော့ဖျားပါပြီငါတို့စစ်နိုင်ပြီဆိုပြီးတော့မှသူတို့ကဘာလို့လဲဆိုကြွေးကြော်တာဘယ်လောက်ဖြစ်လဲဆိုရင်သူတို့ကဘာပြောလဲဆိုရင်ကြွေးကြော်တန်ကိုဖိလိတိလူတို့သည်ကြားလင်ဟေဘဲတက်၌ပြုသောကြွေးကြော်တန်ကြီးကဘယ်သို့နည်းဟုမေးလျက်ထာဝရဘုရား၏တတော်တော်သည်ထိုတက်ထဲသို့ရောက်ကြောင်းကိုသိကြ၏ဖိလိတိလူတို့သည်အဲ့ဒီမှာဖိလိတိလူတွေကကြောက်တယ်ဟာငါတို့တော့ဒီတစ်ခေါက်တော့သွားပြီဆိုပြီးတော့မှကြောက်တယ်တဲ့ဖျားပုံးပိုင်စစ်ရှုံးတယ်ဆိုတာရန်သူကသိတယ်ဖျားပုံးပိုင်စစ်ရှုံးတယ်ဆိုတာရန်သူကသိတယ်အဲ့သူတို့ထင်တာကဗြိဉ္ဉ်တစ်တာရောက်ပြီဆိုတော့ပုံမှန်အားဖြင့်ဗြိဉ္ဉ်တစ်တာရောက်ရင်ဖျားပုံးပါတယ်ဖျားမျက်မှောက်တော့ပါတယ်ဒါဆိုရင်ငါတို့တော့ဘလို့မှမနိုင်တော့ဒါပေမဲ့တိုက်ပွဲကစနေပြီဆိုတော့တိုက်ရတာပဲဒါပေမဲ့ဗြိဉ္ဉ်တစ်တာပါပဲမဲ့ဖျားပုံးမပါတဲ့အတွက်ကျမ်းစာကဘလို့ရေးလဲဖိလိတိလူတို့သည်စစ်တိုက်တဲ့ဖြစ်ဣသရေလအမျိုးရှုံးပြန်၍လူတိုင်းမိမိနေရာသို့ပြေးလေကြီးစွာသောလောက်ကြံခြင်းဖြစ်၍ဣသရေလခြေတဲ့တရေ3000တို့သည်တေကြ၏ဖျားခင်တစ်တာတော်သည်ရန်သူလက်သို့ရောက်၍အေလိသားဟောဖနိဖိနိဟတ်နှစ်ယောက်တို့သည်လည်းအသက်ဆုံးလေအဲ့ဒီနောက်မှာဣသရေလအမျိုးမှာမွေးဖွားတဲ့ကလေးနာမည်ပါလဲဆိုဣခဗုတ်ဘုံပျောက်သွားပြီဘုံပျောက်ရခြင်းအကြောင်းရင်းပါလဲတဲတော်ထဲမှာဒုစရိုက်ပြုတ်တဲ့ဝိညာဉ်ရေးဥဆောင်သူတွေအကြောင်းဖြစ်တယ်အဲ့တော့တဲတော်ထဲမှာဒုစရိုက်ပြုတ်တဲ့ဝိညာဉ်ရေးဥဆောင်သူလို့ပြောတဲ့အခါမှာအသင်းတော်ကအမှုတော်ဆောင်တွေပဲလားဆိုမဟုတ်ဘူးအိမ်တော်မှာဥဆောင်တဲ့သူတွေလည်းပါတယ်ကျွန်တော်ဒီနေ့ဓမ္မတိကာလမှာဖခင်ရဲ့ဘုံဆိုတာဖခင်เจ้าမှာပဲမဟုတ်ဘူးအသင်းတော်ဆိုတဲ့စုဝေးခြင်းမှာပဲမဟုတ်ဘူးအိမ်တောင်တိုင်းမှာဖခင်ဘုံကိန်းဖို့ဖခင်လို့ရှိတယ်အာမင်အဲ့အခွင့်အရေးပဲဩဘဒေတုံအိမ်ကိုဖခင်ရဲ့ဗြိဉ္ဉ်တစ်တာရောက်လာတော့ဟိုမှာဩဇာသေးတယ်ဒါပေမဲ့ဩဘဒေတုံအိမ်ရောက်တော့ဘာဖြစ်လဲဖခင်ကတဲ့3လပတ်လုံးဩဘဒေတုံအိမ်ကိုကောင်းကြီးပြမိသားစုကောင်းကြီးခံစားရတယ်ဘာဖြစ်လို့လဲအဲ့ဒီအိမ်မှာဖခင်ဘုံရှိတယ်အဲ့ဒီခစ်ကလေးကမိသားစုတွေစီမှာလဲဖခင်ရဲ့ဘုံကကိန်းဖို့ဖခင်အလိုရှိတယ်ဆိုတာဖခင်ကတက်တည်ပြပြီးသားဖြစ်တယ်ဒီနေ့တင့်အိမ်မှာဖခင်ဘုံရှိရလားတင့်အိမ်မှာဖခင်မျက်မှောက်တော်မွေးလျော်ရလားတင့်အိမ်မှာဝိညာဉ်တော်ကအလုပ်လုပ်လို့ရရလားတင့်အိမ်မှာတမန်တရားကနေရာရရလားမရဘူးဆိုရင်ပေါ်ဒီပေါ်ဆမလုပ်ပါနဲ့ဘာကြောင့်လဲအနာဂတ်မှာတင့်ရဲ့မိသားစုဆုံးရှုံးမှုရှိတယ်ဒုစရိုက်ကိုဖယ်ရှားဖို့ဆုံးဖြတ်ပါဘာဒုစရိုက်လဲထာဝရဘုရားကိုမေ့လျော်ခြင်းဒုစရိုက်ဘုရားစကားကိုအလေးနဲ့မထားခြင်းဒုစရိုက်ဖျားစကားနဲ့ပတ်သက်လာရင်နေရာမပေးခြင်းဒုစရိုက်တွေကိုမဖယ်မချင်းတော့ကျွန်တော်တို့အသက်တာထဲမှာဖျားခံစားစေခြင်းနဲ့အောင်မြင်ခြင်းကိုကျွန်တော်ခံစားရမှာမဟုတ်အဲ့တော့ရှင်မာကုခရစ်ဝင်ခန်းကြီး9အငယ်15မှာเนาะယေရှုဘာပြောလဲဆိုတော့လူအပြင်မှလာ၍တဲ့လူအတွင်းသို့ဝင်လျက်လူကိုညှဉ်းညူးစေနိုင်သောအရာတစ်စုံတစ်ခုမျှမရှိလူအတွင်းမှထွက်သောအရာသည်လူကိုညှဉ်းညူးစေသောအရာဖြစ်၏ဆိုဟိုအရင်တုန်းကကျွန်တော်ဓမ္မဟောင်းမှာဒီကျမ်းပိုက်တစ်ပိုက်ကိုကျွန်တော်တွေ့တယ်အဲ့ဒီကျမ်းပိုက်က
ဘာလဲဆိုတော့နည်းနည်းထူးဆန်းတယ်ပေါ့နော်တရားဟောရကျမ်းထဲမှာတရားဟောရအခန်းကြီး23အငယ်14မှာအကြောင်းမူကားသင်ဤဖျားသခင်ထာဝရဘုရားသည်သင်ကိုကယ်တင်၍เนาะဒီကျမ်းပိုက်လေးဒီကျမ်းမှတ်ထားစေခြင်းနဲ့တရားဟောရအခန်းကြီး23အငယ်14ဖြစ်တယ်အကြောင်းမူကားသင်ဤဖျားသခင်ထာဝရဘုရားသည်သင်ကိုကယ်တင်၍ရန်သူတို့ကိုသင်လက်၌အပ်ခြင်းကသင်ဤတက်ထဲမှာသွားလာတော်မူ၏ဖျားဘာလို့လဲသင်ရဲ့တက်ထဲမှာเนาะဒီ camp ထဲမှာပေါ့ Israel လူမျိုးရဲ့ camp ထဲမှာတဲ့ဖျားကသွားနေတယ်တဲ့မြင်တော့မမြင်ရအောင်เนาะဒါပေမဲ့ဖျားသွားလာနေသင်မိသားစုမှာမြင်တော့မမြင်အောင်เนาะဖျားသွားလာနေတယ်ဘာလို့ဖို့လဲတဲ့သင်ကိုကယ်ပြီးရန်သူတို့ကိုသင်လက်နဲ့အပ်ဖို့တနည်းပြသင်ကိုအောင်မြင်ခြင်းပေးဖို့တဲ့ဖျားကသွားလာနေအဲ့တော့တဲ့ထို့ကြောင့်သင်အထဲ၌မစင်ကြဲသောအရာတစ်စုံတစ်ခုကိုမြင်၍သင်မှရှောင်သွားတော်မမူမိကြောင်းသင်ဤတက်သည်တန်ရှင်းရမည်မစင်ကြဲတဲ့အရာကိုမြင်ပြီးဖခင်ကသင်ကနေမရှောင်သွားဖို့သင်ရဲ့တက်ကိုတန်ရှင်းစေပါဒီနေ့ပြန်အဲ့ဒီခေတ်တုန်းကဘာကိုပြောတာလဲသူတို့ဟလာအပေါ်အလေးကိစ္စတွေတက်ထဲမှာမလုပ်ရလုပ်ရင်လဲဟလာအဲ့ဒီတက်နဲ့ဝေးရမှာဖခင်သွားလာတဲ့နေရာတွေမှာအဲ့ဒါမရှိရဘူးအဲ့ဒါကဘာကိုပုံဆောင်လဲဆွတ်ယေရှုပြောတဲ့အရာကိုပုံဆောင်တာကိုခန္ဓာထဲဝင်တဲ့အရာကလူကိုညင်ညူးစေတာမဟုတ်တယ်ထွက်တဲ့အရာဘယ်ကလဲစိတ်နှလုံးထဲကထွက်တဲ့အရာကတဲ့ညင်ညူးစေတာအဲ့တော့ဒီနေ့ကျွန်တော်တို့ငါတို့မိသားစုဖခင်လိုရှိတဲ့တန်ရှင်းခြင်းရှိလားမရှိလားဆိုတော့ဘယ်ကနေစဆက်ရမလဲစိတ်နှလုံးကိုအရင်စဆက်ရတယ်ငါစိတ်နှလုံးထဲမှာဖခင်မရှိစေချင်တာဘာတွေရှိတယ်လဲမာနတွေလားလောဘတွေလားအတ္တတွေလားမုသာတွေလားဖခင်အလိုတော်မရှိတဲ့စိတ်သဘောတွေလားဒါတွေအားလုံးဖျားဖယ်ရှားစေခြင်းတယ်ဖျားရှိစေခြင်းတဲ့အရာရှိပြီးမရှိစေခြင်းတဲ့အရာမရှိဖို့ဝိညာဉ်တော်ဖျားကျွန်တော်ကိုတန်ရှင်းစေပါဝိညာဉ်တော်ဖျားကျွန်တော်အထဲကညဉ့်ညူးတဲ့ဒုစရိုက်မှန်သမျှကိုဖယ်ရှားပေးပါကျွန်တော်ရဲ့အိမ်တော်မိသားစုထဲမှာကျွန်တော်ရဲ့မိသားစုဝင်တိုင်းရဲ့နှလုံးသားထဲမှာကိုယ်တော်မရှိစေခြင်းတဲ့အရာမရှိဖို့စေကြောပေးပါကိုယ်တော်ဖယ်ပေးပါကိုယ်တော်ရှိမှဖြစ်မယ်ကိုယ်တော်မျက်မှောက်တော်ရှိမှဖြစ်မယ်ကိုယ်တော်ဘုံရှိမှဖြစ်မယ်ကျွန်တော်ရဲ့အိမ်တော်မိသားစုကိုယ်တော်ဘုံမရှိလို့မဖြစ်ဘူးကိုယ်တော်ရဲ့မျက်မှောက်တော်မရှိလို့မဖြစ်ဘူးမောရှိလို့ကိုရောမပါလို့မဖြစ်ဘူးကိုရောမပါရင်ခန္ဓာပြည့်ဘာဒိတ်ပဲရှိမလဲကိုရောမပါရင်ဒီစစ်အောင်ခြင်းကဘာဒိတ်ပဲရှိမလဲကောင်းကင်တမန်မလို့ခြင်းဘူးကိုတော်ပဲလို့ခြင်းတယ်ဖျားပြောကောင်းကင်တမန်ကမင်းတို့နဲ့ထိတ်လိုက်မယ်ကောင်းကင်တမန်တော့စိတ်ဝင်စားကိုတော့ပဲစိတ်ဝင်စားတယ်အာမင်အဲ့ဒါနှလုံးသားကိုကင်လိုက်တာမောရှိရတယ်ဖျားရဲ့နှလုံးသားကိုကင်လိုက်တာဖျားကိုလိုချင်တဲ့သူရဲ့နှလုံးသားသည်ဖျားရဲ့နှလုံးသားကိုဖမ်းဆုပ်နိုင်တဲ့နှလုံးသားဖြစ်တယ်တင်းရဲ့ဖျားကိုတောင်းတခြင်းသည်ဖခင်ရဲ့နှလုံးသားကိုကြည်နက်စေတဲ့နှလုံးသားဖြစ်တယ်အဲ့တော့သင်ဖခင်ကိုတောင်းတတယ်ဆိုမှတော့ဖခင်ကသင်အပတ်မှာအလုံးမလုပ်ပဲမနေဘူးဒါပေမဲ့တောင်းတတယ်လို့ပြောတာဟာတခြင်းလေးကိုနှုတ်ဖျားကနေဆိုယုံနဲ့မရဘူးပါဇက်ကနေဝန်ခံယုံနဲ့မရဘူးသင်ရဲ့နေ့စဉ်အသက်တာထဲမှာအဲ့ဒီတောင်းတခြင်းတက်တည်နဲ့အသက်ရှင်ဖို့လိုတယ်အာမင်ဒီနေ့သင်နှလုံးသားတွေကနေတနေ့တနေ့ဘာတွေထွက်နေလဲပြန်စစ်ဆေးပါအဲ့တော့နောက်ဆုံးပေတရုဩဝါဒစာထဲမှာတစ်ပေငယ်တစ်အခန်းကြီး1ငယ်15မှာနော်တင်တို့ကိုခေါ်တော်မူသောသူသည်တန်ရှင်းတော်မူသည့်ဤသူချင့်ကြံပြုမှုသမျှတို့၌တန်ရှင်းခြင်းရှိကြလောတင်ရဲ့အကျင့်တင်ရဲ့အကြံတင်ရဲ့အပြုမှုဖခင်ကအဲ့ဒီတိုင်းပဲအကျင့်ကောအကြံကောအပြုမှုရောတန်ရှင်းတယ်လို့တဲ့တန်ရှင်းခြင်းရှိပါတန်ရှင်းတဲ့အလုပ်တွေကိုလုပ်ပါလို့ကျမ်းစာကပြောတာမဟုတ်ကျင့်ကြံပြုမှုသမျှတန်ရှင်းပါလို့ပြောတာကျွန်တော်တို့တစ်ခါကြည့်ရင်ခွဲထားတယ်ဒါကတန်ရှင်းတဲ့အလုပ်ဒါကမတန်ရှင်းတဲ့အလုပ်ဖခင်ကြောင့်တက်တာတန်ရှင်းတဲ့အလုပ်ကျမ်းစာဖတ်တာတန်ရှင်းတဲ့အလုပ်ဒါတွေကိုလုပ်ရမယ်အဲ့တော့ဘာဖြစ်သွားလဲကျန်တဲ့ကိစ္စတွေမတန်ရှင်းတော့ဖခင်ကြောင့်လာတဲ့အချိန်မှာတော့ကျွန်တော်တို့ကတန်ရှင်းတဲ့အရာတွေလို့သတ်မှတ်ပြီးတော့မှကျွန်တော်တို့ကဟလာအလေးနဲ့ထားတယ်အဲ့အချိန်ပိုင်းလေးပဲဒါပေမဲ့ဖခင်ကြောင့်အပြင်ရောက်သွားရင်ကျွန်တော်တို့ကတန်ရှင်းစရာမလိုတော့ဘူးလို့ခေါင်းကအဲ့လိုတွေးတယ်မဟုတ်ဘူးဖခင်လိုချင်တာကျင့်ကြံပြုမှုသမျှတန်ရှင်းခြင်းဖြစ်တယ်အာမင်ဘာကြောင့်လဲဖခင်ရဲ့မျက်မှောက်တော်ဟာတင်းရဲ့နေ့စဉ်အသက်တာထဲမှာတင်းနဲ့အတူတွာလာနေချင်တာဖြစ်တယ်တင်းရဲ့မိသားစုထဲမှာတွာလာနေချင်တာဖြစ်တယ်ကျွန်တော်တို့ရဲ့အသင်းတော်ထဲမှာတွာလာနေချင်တာဖြစ်တယ်ဒီအသင်းတော်ထဲမှာဒီမိသားစုထဲမှာဖခင်ဟာမစင်ကြဲသောအရာကိုမြင်ပြီးမရှောင်သွားဖို့ကျွန်တော်ဟာတန်ရှင်းခြင်းကိုတောင်းတတဲ့သူဖြစ်ဖို့လိုတယ်ဘာကြောင့်လဲတန်ရှင်းခြင်းဒီဘာနဲ့ဆက်ဆက်နေလဲဆိုရင်အသင်းတော်ရဲ့မိသားစုရဲ့တယောက်ချင်းစီတိုင်းရဲ့အောင်မြင်ခြင်းနဲ့ဆက်ဆက်နေတယ်ဒီနေ့သင်ဖျားပေးတဲ့အောင်မြင်ခြင်းဖြစ်တဲ့စစ်မှန်တဲ့မင်္ဂလာရဲ့သက်သေစစ်မှန်တဲ့ဘုန်းတော်ရဲ့သက်သေစစ်မှန်တဲ့အလင်းဖြစ်ခြင်းရဲ့သက်သေသူတစ်ပါးတွေကကိုယ့်ကိုကြည့်ပြီးဟလာအသင်းတော်ကိုကြည့်ပြီးမိသားစုကိုကြည့်ပြီး
သူတို့မိသားစုတွေကြည်ရတာစိတ်ချမ်းသာလိုက်တာပြဿနာတွေကြုံလဲအတူတူရှီမွမ်းချင်းစုံနေကြတာသူတို့ဘာလို့ဒီလောက်ငြိမ်သက်ခြင်းရှိလဲငါနားမလဲသူတို့ဘာလို့ဒီလောက်အခက်ခဲတွေကြားထဲမှာတချင်းစုံနိုင်လဲငါနားမလဲတယောက်ကိုတယောက်လဲအရန်ကျူးဆိုင်တယ်တယောက်ကိုတယောက်လဲအမြဲတမ်းသတိပေးတယောက်ကိုတယောက်ဟလာမေတ္တာနဲ့လမ်းပြနေတယ်တွန်းတင်နေတယ်စုံမနေတယ်အားကြလိုက်တာအေးအဲ့ဒါဘုရားဘုန်းရှိခြင်းရဲ့သက်သေပဲဘုရားမျက်မှောက်တော်ရှိခြင်းရဲ့သက်သေပဲတမန်တရားရှိခြင်းရဲ့သက်သေပဲဘာကြောင့်လဲဒုစရိုက်ကိုဖယ်ရှားတယ်အဲ့ဒါအောင်မြင်တဲ့မိသားစုရဲ့သက်သေဘာဖြစ်လို့အောင်မြင်လဲတန်ရှင်းခြင်းရှိလို့အဲ့ဒီတန်ရှင်းခြင်းရှိခြင်းကဘာကိုဖြစ်စေလဲဘုရားရဲ့မျက်မှောက်တော်အလုပ်လုပ်ခြင်းကိုဖြစ်စေတယ်ဆာလံတစ်ထဲမှာပြောတဲ့ပြုတ်လေသမျှအောင်လဲဆိုတာဘာလဲဆိုရင်အသက်ရှိတဲ့အပင်တွေကထွက်လာတဲ့အသီးဆိုတဲ့သက်သေအဲ့ဒါအောင်မြင်ခြင်းဖြစ်တယ်ဖျားရှိစေခြင်းနဲ့အကျိုးဆက်တွေဖျားခံစားစေခြင်းနဲ့အကျိုးဆက်တွေကိုသူများကမြင်ရတဲ့အထိခံစားပြီးတော့မှဟလာဝမ်းမြောက်ရတဲ့အထိအဲ့ဒီခံစားပြီးတော့မှအဲ့ဒီအပင်ကိုကြည့်ပြီးတော့မှခိုးလုံခြင်းစိတ်လားအစာဝဖို့အတွက်အဲ့ဒီနေရာကိုချင်းကပ်ခြင်းစိတ်ဖြစ်လာတဲ့အရာဒီစစ်မှန်တဲ့အောင်မြင်ခြင်းရဲ့သက်သေဖြစ်တယ်ဒါကြောင့်ဒီနေ့တင်းမိသားစုဟာစာတန်သိမ့်ပိုက်ခံရမယ့်မိသားစုလားဒါမှမဟုတ်စာတန်ကိုအောင်တဲ့မိသားစုလားလောကကိုအောင်တဲ့မိသားစုလားလောကကလွှမ်းမိုးနေတဲ့မိသားစုလားအဲ့ဒါအရေးကြီးတယ်ကျွန်တော်တခါလေအသင်းတော်ရဲ့အောင်မြင်ခြင်းဟာအသင်းတော်ရဲ့လုပ်ငန်းဆောင်တာတွေဘယ်လောက်ထိအားကောင်းလဲဆိုတာနဲ့ဆိုင်တယ်လို့ထင်ကြတယ်မဟုတ်ဘူးအသင်းတော်ရဲ့အောင်မြင်ခြင်းဒီမိသားစုတိုင်းရဲ့အောင်မြင်ခြင်းကနေစတာဖြစ်တယ်မိသားစုတွေပြဿနာတွေဘယ်လိုဘဝနဲ့ဟလားအမြဲတမ်းပြည့်နေပြီဆိုရင်အဲ့ဒီအသင်းတော်ကလည်းပြဿနာဘယ်လိုဘဝနဲ့အသင်းတော်ပဲဖြစ်မှာပဲမိသားစုတွေဟာတန်ရှင်းခြင်းမရှိဘူးဆိုရင်အဲ့ဒီအသင်းတော်ကလည်းဘယ်လိုမှတန်ရှင်းခြင်းရှိတဲ့အသင်းတော်မဖြစ်နိုင်တော့မိသားစုတွေကတမန်တရားကိုအလေးနဲ့မထားဘူးဆိုရင်အဲ့ဒီအသင်းတော်ကတမန်တရားကိုအလေးနဲ့ထားတဲ့အသင်းတော်မဖြစ်နိုင်တော့ဘူးဘာကြောင့်လဲအသင်းတော်ဆိုတာယုံကြည်သူမိသားစုတွေနဲ့တည်ဆောက်ထားတာဖြစ်တယ်ဒီနေ့ဒီမှာရှိတဲ့ညီကိုမောင်တို့အရောက်စီတိုင်းသည်အသင်းတော်ရဲ့အောင်မြင်ခြင်းကြာဆုံးခြင်းကိုအဆုံးဖြတ်ပေးနေကြတော်သူများဖြစ်တယ်အာမင်အဲ့တော့အသင်းတော်အောင်မြင်ဖို့သင်ကတီးတန့်လုပ်နေရမှာလားမဟုတ်ပါဘူးသင်ရဲ့အောင်မြင်ခြင်းသည်အသင်းတော်ရဲ့အောင်မြင်ခြင်းပဲဖြစ်တယ်အာမင်သင်ရဲ့တန်ရှင်းခြင်းသည်အသင်းတော်ရဲ့တန်ရှင်းခြင်းဖြစ်တယ်သင်ရဲ့မင်္ဂလာရှိခြင်းသည်အသင်းတော်ရဲ့မင်္ဂလာရှိခြင်းဖြစ်တယ်သင်ရဲ့ဖျားဘုံထင်ရှားခြင်းသည်အသင်းတော်ရဲ့ဖျားဘုံထင်ရှားခြင်းဖြစ်တယ်ဆိုတာကိုနှုတ်ဘဝတော်ပြုဝင်ရပါတယ်ရောက်ဆိုင်ဖျားသူစကားပြောပါ